ဦးဇင်းတို့ဘုရားရှင်ကိုရောမြတ်ကြီးခါတဘာမှာသာဝတိပြည်ဝိတာခအကြောင်းအမကြီးဆောက်လုပ်ပြီးတော့လှူဒန်းထားတဲ့ပုပ္ပါယုံကျောင်းတိုက်ကြီးမှာတရင်သုံးတော်မူစဉ်ကာလမြတ်စွာဘုရားရဲ့ထံတော်ဘာကိုကဏမောက္ကလာနာလို့အမည်ရတဲ့ပုံနာကြီးတစ်ယောက်ရောက်လာတယ်ကဏန်းသင်္ချာအင်မတန်ကျွမ်းကျင်တဲ့ပုံနာကြီးတစ်ယောက်နော်ကဏမောက္ကလာနာအဲ့ဒီပုံနာကြီးကရောက်လာပြီးတော့မြတ်စွာဘုရားကိုရှ िख ုဥချတင်းတင်းလျောက်ပတ်တဲ့နေရာမှာထိုင်ပြီးတော့မြတ်စွာဘုရားကိုသူလျှောက်တယ်မြတ်စွာဘုရားတဲ့အလုတ်ကိစ္စတိုင်းမှာအစဉ်အတိုင်းကျင့်ရတယ်အစဉ်အတိုင်းသင်ရတယ်အစဉ်အတိုင်းပြုရတယ်ဆိုတဲ့လုပ်ငန်းတွေရှိတယ်တဲ့ဥပမာဆိုကြပါစို့အခုဒီမိဂါရမာတာဝိတာခကျောင်းမကြီးစောင့်ထားတဲ့ဒီပုပ္ပါယောင်ကျောင်းကြီးကိုပဲအပေါ်တက်ကိုရောက်ဖို့ဆိုလို့ရှိရင်လှေကားတွေအစဉ်စဉ်သူတက်ခဲ့ရတယ်ပေါ့ဟုတ်လားကျောင်းရဲ့အပေါ်တက်ကိုရောက်ဖို့အတွက်လှေကားလေးတွေအစဉ်စဉ်သူတက်ခဲ့ရတယ်ပေါ့အဲ့ဒါလို့အစဉ်စဉ်လုပ်ရတယ်ဆိုတဲ့အလုပ်တွေရှိတယ်တဲ့ဘေးရင်ပညာဆိုလို့ရှိရင်လည်းပဲအစဉ်စဉ်လွယ်ကူရာကနေစပြီးတော့နည်းနည်းခက်ခဲတဲ့အဆင့်ထိရောက်အောင်သင်ရတယ်ပေါ့လေးသမားတွေဆိုလို့ရှိရင်လည်းပဲသူတို့ရဲ့တက်ပညာကိုကျွမ်းကျွမ်းကျင်ကျင်ရှိအောင်သူတို့လွယ်ကူတဲ့အဆင့်ကစပြီးတော့သင်ရတယ်ပေါ့ဟုတ်လားအဲ့ဒါလိုပဲဘုရားတပည့်တော်တက်ကျွမ်းထားတဲ့ကဏ္ဍသင်္ချာအတက်ဆိုလို့ရှိရင်လည်းပဲဒါ1 2 3 4 5 6 9 10အဲ့ဒီကစပြီးတော့နောက်ဆုံးအပေါင်းနှုတ်အမြောက်အစားအစရှိတဲ့ဖြင့်ကဏ္ဍသင်္ချာအတက်ကိုလည်းပဲဒါအဆင့်အတိုင်းသင်ရတယ်ဆိုတာရှိပါတယ်တဲ့အဲ့ဒီမှာသူပြောသွားတဲ့စကားလုံးလေး3လုံးရှိတယ်အနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာအနုပုပ္ပပฏิပဒါစကားလုံးလေး3လုံးပြောသွားအနုပုပ္ပသိက္ခာဆိုတာအစဉ်အတိုင်းသင်ရတယ်ဟုတ်တယ်ဓမ္မတို့ဦးဇင်းတို့စာသင်ခဲ့တယ်ဆိုရင်ကာယိခဝေးပြီးတော့သင်္ဘုံကြီးပြီးတော့တဖြည်းဖြည်းနဲ့ဒါခက်ခဲနေနေတဲ့အကြောင်းအရာတွေကိုသင်ရတယ်ပေါ့အနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာတွေအစဉ်အတိုင်းပြုရတာတွေရှိတယ်အနုပုပ္ပပฏิပဒါအစဉ်အတိုင်းကျင့်သွားရတာတွေရှိတယ်တဲ့ဟုတ်လားအဲ့လိုမျိုးအစဉ်အတိုင်းကျင့်သုံးရတာတွေသင်ကြားရတာတွေဟာနေပေအသီးသီးမှာရှိနေကြပါတယ်တဲ့အဲ့လိုပဲမြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှာလည်းပဲအဲ့လိုအနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာအနုပုပ္ပပฏิပဒါအစဉ်အတိုင်းကျင့်ရတယ်ဆိုတာတွေအစဉ်အတိုင်းပြုရတယ်ဆိုတာတွေအစဉ်အတိုင်းသင်ရတယ်ဆိုတာတွေမရှိဘူးလားလို့မေးတာဟုတ်လားမေးတဲ့အခါကျတော့မြတ်စွာဘုရားကပုံနာတဲ့ငါဘုရားရဲ့သာသနာမှာလည်းပဲအနုပုပ္ပသိက္ခာအစဉ်အတိုင်းသင်ရတယ်ဆိုတာတွေရှိတယ်အနုပုပ္ပကိရိယာအစဉ်အတိုင်းပြုရတယ်ဆိုတာတွေရှိတယ်အနုပုပ္ပပฏิပဒါအစဉ်အတိုင်းကျင့်သုံးရတယ်ဆိုတာတွေရှိတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကအသေးစိတ်မြတ်စွာဘုရားရဲ့အဆုံးအမလမ်းစဉ်အစဉ်အတိုင်းသင်ကြားပုံကလေးတော့သင်တယ်ဆိုတာပေသက်ပေါင်းသူတော်ကောင်းတို့အကျဉ်းမြပြောရရင်လွယ်ရာလေးကနေစရတယ်ပေါ့တော့တဖြည်းဖြည်းနဲ့ခက်ခဲနေနေသွားတဲ့နေရာကိုရောက်အောင်ဘယ်ကနေစရတော့လွယ်ရာကနေစတယ်ဦးဇင်းတို့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးဟာသမုဒ္ဒရာကြီးနဲ့တူတယ်ဆိုပြီးတော့ပဟာရဒသုတ်တံမှာမြတ်စွာဘုရားဟောထားတာပေသက်တို့ကြားဖို့မယ်ထင်ပါနော်သမုဒ္ဒရာဆိုတာရုပ်တရက်ဆင်းလိုက်တာနဲ့အနဲ့ကြီးနဲ့သွားတာမျိုးမဟုတ်နော်တဖြည်းဖြည်းချင်းလေးနဲ့ပြီးတော့နဲ့ဆိုင်သွားတာဟုတ်လားအဲ့လိုပဲမြတ်စွာဘုရားရဲ့သာသနာမှာစစချင်းအရဟတမေညာအရဟတဖို့ဉာဏ်ကိုရပြီးတော့ကိလေသာတွေကင်းသွားတာမဟုတ်ဘူးဟုတ်လားလွယ်ကူရာလေးတွေကနေစပြီးတော့ကျင့်သုံးရင်နဲ့တကယ်ခက်ခဲနေပြီးတော့မြင့်မြတ်တဲ့အဆင့်ကိုတဖြည်းဖြည်းနဲ့ရောက်သွားတာပေါ့အဲ့ဒါကိုမြတ်စွာဘုရားကပြောပြတာပုံနာတဲ့ငါဘုရားရဲ့သာသနာမှာလည်းပဲအနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာအနုပုပ္ပပฏิပဒါအစဉ်တိုင်းသင်ရတယ်ပြုရတယ်ကျင့်ရတယ်ဆိုတာတွေရှိပါတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကအသေးစိတ်ရှင်းပြတယ်အဲ့ဒါဦးဇင်းကတော့အကျဉ်းမြင့်လေးပဲပြောမယ်ဟုတ်လားပထမဦးဆုံးမြတ်စွာဘုရားရဲ့သာသနာကိုဝင်ပြီးတော့ယဟန်ပြုလာပြီယဟန်တစ်ပါးဖြစ်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကဘယ်ကစပြီးတော့သူ့ကိုသင်ကြားပေးတော့ဘယ်ကစပြီးတော့ဆုံးမပေးတော့ဆိုတော့အေဟိတွန်ဘိက္ခုသီလဝါဟောဟိတဲ့ဘိက္ခုယဟန်အေဟိလာလောတွန်သင်သည်သီလဝါကိုချင်းသီလနဲ့ပြည့်စုံသည်ဟောဟိဖြစ်လောဟောပထမဦးဆုံးသင်ပေးတာဗါတဲ့တော့ကိုချင်းသီလအဲ့ဒီကိုချင်းသီလဆိုတာကပါတိမောက္ခတံဝရသီလလို့ယဟန်တော်တွေမှာ220ခုနှစ်သွယ်သောတိခါဘုတ်တွေရှိတယ်ပေါ့အဲ့ဒါတွေကိုကောင်းမွန်စွာမကျိုးမပေါက်မပြောက်မကျန်းအောင်စောင့်ထင်းရမယ်ကျင့်သုံးရမယ်အ ਨੇ ငယ်မြသောအပြစ်ကိုကြီးကျယ်စွာသောဘေးလို့မြင်ရမယ်တဲ့ဟုတ်လားအနုမြူလေးလောက်ရှိတဲ့အပြစ်ကိုအင်မတန်ကြီးတဲ့ဘေးလို့မြင်ရမယ်တဲ့ဒီအသုံးနှုန်းလေးပြောသွားနော်မြတ်စွာဘုရားနော်
အဲ့လိုမိမိရဲ့ကိုချင်းသိက္ခာသီလတရားမြတ်စွာဘုရားဆုံးမထားတဲ့ဒီပါတိမောက္ခတံဝရသီလကိုပြည့်စုံအောင်တန့်ရှင်းအောင်စောင့်ထိန်ရမယ်ကျင့်သုံးရမယ်တဲ့အဲ့ဒါပထမဦးဆုံးမြတ်စွာဘုရားသင်ကြားပေးတဲ့အဆုံးအမအဲ့ဒါကိုကျင့်သုံးပြီးသွားပြီကျင့်သုံးနေပြီဆိုရင်မြတ်စွာဘုရားကတဆင့်တက်ပြီးတော့ဆုံးမတယ်တဲ့အေဟိတွန်ဘိက္ခုယဟန်အေဟိလာလောတွန်းသင်သည်ဣန္ဒရိယေတုဂௌတ္တဒွါရောဟောဟိတဲ့ဣန္ဒရိယေတုမျက်စိနာနာလျှာကိုယ်စိတ်လို့ဆိုတဲ့ဣန္ဒြေ6ပါးကိုဂௌတ္တဒွါရောစောင့်ရှောက်ထားတဲ့ပုဂ္ဂိုလ်ဖြစ်သည်ဟောဟိဖြစ်လောဟုတ်လားဒုတိယတဆင့်တက်ပြီးတော့မြတ်စွာဘုရားပေးတဲ့အဆုံးအမနော်မျက်စိနာနာလျှာကိုယ်စိတ်ဆိုပြီးတော့ဣန္ဒြေဘယ်နှပါးရှိတယ်6ပါးရှိတယ်ဒီနေရာမှာဣန္ဒြေဆိုတာအစိုးရခြင်းလို့အဓိပ္ပာယ်ရတယ်ဣန္ဒြိယဣန္ဒြေဆိုတာဘာတော့အစိုးရလားဒီတိုင်းနိုင်ငံကိုအစိုးရတဲ့မင်းကြီးတွေရှိတယ်ပေါ့နော်အဲ့ဒါလိုပဲဒီခန္ဓာကိုယ်ကြီးမှာလည်းပဲအစိုးရတယ်ဆိုတဲ့သဘာဝတရားတွေရှိတယ်အစိုးရတယ်ဆိုတာကကိုယ်စိုးကိုယ်ပိုင်ဖြစ်စီခြင်းတိုင်းဖြစ်တဲ့အနေအထားမျိုးကိုဒီမှာပြောတာတော့မဟုတ်ဆိုကြပါစို့တတ္တိန်တရေဝိရိယိန်တရေတတိန်တရေတမာတရေပဉ္စိန်တရေဆိုပြီးတော့ဣန္ဒြေ5ပါးရှိတယ်အဲ့ဒီဣန္ဒြေကိုဆိုလိုတာတော့မဟုတ်ဒီနေရာမှာဣန္ဒြေကမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဒီအာယတနာ6ပါးဟာလည်းပဲဣန္ဒြေထိုက်တယ်ပေါ့ဘာလို့သူတို့ကဣန္ဒြေထိုက်တာတုံးဆိုတော့မြင်တဲ့ကိစ္စမှာမျက်စိဟာအစိုးတရားရှိတယ်ပေါ့နားနဲ့မြင်ရင်လို့မရဘူးနှာခေါင်းနဲ့မြင်ရင်လို့မရဘူးဟုတ်လားသူ့ကိစ္စမှာသူဟာအစိုးအရဆုံးအရာလို့ဆိုကြပါစို့ဒါကြောင့်မျက်စိသည်ဣန္ဒြေကြားတဲ့ကိစ္စမှာနားသည်အကြည်အမှုပဲသူအစိုးရတယ်ဒါကြောင့်နားသည်ဣန္ဒြေအဲ့ဒီဣန္ဒြေ6ပါးကိုဘာလို့ရမှာလဲဆိုတော့စောင့်စည်းရမယ်တဲ့ဒုတိယပေးတဲ့အဆုံးမနော်ဣန္ဒြိယေတုဂௌတ္တဒွါရောဟောဟိမျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့ဣန္ဒြေ6ပါးကိုစောင့်စည်းရမယ်စောင့်စည်းတယ်ဆိုတာဘလို့စောင့်စည်းရမှာတော့ဆိုကြပါစို့စက္ခုနာရူပံဒိဋ္ဌဝါမျက်စိဖြင့်အစင်းတစ်ခုကိုမြင်လိုက်တယ်မြင်လိုက်ပြီဆိုကြပါစို့အဲ့ဒါလို့ဆိုရင်နနိမိတကာဟိနာနုပြင်စနကာဟိတဲ့ဟောမြတ်စွာဘုရားသင်ပေးတယ်နနိမိတကာဟိဆိုတာဘာပြောတာတော့ယောက်ျားမိန်းမလှတယ်မလှဘူးအစရှိသဖြင့်အကျမ်းသာဆွဲယူတဲ့နမိတ်တွေကိုစိတ်ထဲမှာမဆွဲယူရဘူးဟုတ်လားနနိမိတကာဟိဒါယောက်ျားလေးပဲဒါမိန်းကလေးပဲဒါလှတယ်ဒါမလှဘူးလို့အဲ့ဒါလို့နမိတ်မဆွဲရဘူးပေါ့ဟုတ်လားပြီးတော့နာနုပြင်စနကာဟိတဲ့နော်ပြုံးဟန်ရေဟန်အသေးစိတ်ချစ်စရာကောင်းတယ်မုန်းစရာကောင်းတယ်အစရှိသဖြင့်အသေးစိတ်အမူအရာလေးတွေကိုလည်းပဲမမှတ်ရဘူးတဲ့ဟုတ်လားအဲ့ဒါလို့ဆိုလို့ရှိရင်တရားဓမ္မတို့အခဏရဲ့တဏ္ဍာမှာယာဂဒေါသတွေဟာဖြစ်လာမှာနော်အဲ့လိုယာဂဒေါသမဖြစ်ရအောင်မြင်တာနဲ့ပတ်သက်ပြီးတော့နနိမိတကာဟိနာနုပြင်စနကာဟိတော့ဒါယောက်ျားလေးပဲမိန်းကလေးပဲလှတဲ့အိုတဲ့သူ့ရဲ့အသေးစိတ်ပုံပန်းတန်တဲ့အမူအရာဓာတ်တွေကိုဦးဇင်းတို့ပိဿပေါင်းတော်မှတ်သားလိုက်မယ်ဆိုလို့ရှိရင်စိတ်ထဲမှာချစ်ချင်းမုန်းချင်းဆိုတာကဖြစ်လာမယ်ပေါ့ချစ်ချင်းဆိုတာဒီနေရာမှာလောဘအဘိဇ္ဇာတရားမုန်းချင်းဆိုတာကတော့ဒေါမနတဗျာပါဒတရားဒါကိုရည်ညွှန်းဟုတ်လားအဲ့တော့မြတ်စွာဘုရားကကိုယ့်ရဲ့ဒီမျက်စိလေးကိုတတိတရားနဲ့မဆောင်စည်းလိုက်လို့အဲ့ဒါလို့လောဘဒေါသဖြစ်လာပြီဆိုလို့ရှိရင်ငါရဲ့စိတ်ဟာပင်ပန်းသွားလိမ့်မယ်ပူလောင်သွားလိမ့်မယ်ဒါကြောင့်ဒီမျက်စိကိုငါဆောင်စည်းမှဖြစ်မယ်ဆိုပြီးတော့ကိုယ့်ရဲ့မျက်စိကိုတတိနဲ့ဘာလို့တုံးဆိုတော့ဆောင်စည်းတယ်တဲ့အဲ့ဒါဣန္ဒြိယေတုဂௌတ္တဒွါရောဆိုတာအဲ့ဒါပဲမျက်စိကိုဆောင်စည်းတယ်အဲ့လိုပဲကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်ရလေအောင်ဆောင်စည်းတယ်နော်နမ်းရှူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့စားတော့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တွေးထိတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တွေးကြံတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မိမိရဲ့တဏ္ဍာမှာလောဘဒေါသယာဂဒေါသများမဖြစ်ရအောင်စောင့်စည်းတာကိုဣန္ဒြိယေတုဂௌတ္တဒွါရောဣန္ဒြေတို့ကိုစောင့်စည်းတယ်ဟိုလူငယ်တွေနားလည်အောင်ဦးဇင်းတို့အပေါ်ယံလေးပြောရမယ်ဆိုရင်တော့ကြည့်ကျင်တိုင်းမကြည့်နဲ့နားထောင်ကျင်တိုင်းနားမထောင်နဲ့ပေါ့ကြည့်ကျင်တိုင်းစွတ်ကြည့်နေမယ်ဆိုလို့ရှိရင်ဒီမြင်ရတာကိုအကြောင်းပြုပြီးတော့ယာဂဒေါသတွေများစွာဖြစ်နိုင်တယ်ပေါ့ယာဂဒေါသဖြစ်ပြီးဆိုရင်ကိုယ့်ရဲ့စိတ်နှလုံးဟာအ ਨੇ ဆုံးတော့ပင်ပန်းနဲ့ဆင်းရဲတဲ့ပိုးလောင်တယ်မဒိနိုင်မသိနိုင်ဖြစ်လာပြီဆိုရင်တော့ကာယကဝစီကံတောင်းကျမ်းတဲ့အဆင့်တွေပါရောက်သွားနိုင်တယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဒုတိယတဆင့်တက်ပြီးတော့ပေးတဲ့အဆုံးအမနော်ဣန္ဒြေ6ပါးကိုဘာလို့မှာတဲ့တော့စောင့်စည်းရမယ်တဲ့ဘယ်နှချက်ရှိသွားပြီတော့နှစ်ချက်ရှိသွားပြီနော်ပထမပေးတဲ့အဆုံးအမကသီလဝါဟောဟိသီလနဲ့ပြည့်စုံရမယ်လူတွေဆိုရင်တော့5ပါးသီလပြည့်စုံရမယ်ပေါ့ဟုတ်လားအေး
နောက်ဦးဇင်းတို့အဲ့ဒါလိုမြတ်စွာဘုရားဆုံးမပြီးတဲ့နောက်မှာတဆင့်တက်ပြီးတော့တဲ့တတိယမြောက်မြတ်စွာဘုရားဆုံးမတယ်ဘယ်လိုဆုံးမတော့ဆိုတော့အေဟိတုံဘိက္ခုဘောဇနီမတ္တင်ညုဟောဟိတဲ့ဘိက္ခုယဟန်အေဟိလာလောတွန်သင်သည်ဘောဇနီမတ္တင်ညုအစားအသောက်မှာအတိုင်းရှိသိတဲ့သူသည်ဟောဟိဖြစ်လောဟောစားတဲ့တောက်တဲ့ကိစ္စမှာအတိုင်းရှိသိရမယ်စားတာတောက်တာနဲ့ပတ်သက်ပြီးတော့နော်ဉာဏ်ပညာကင်းစွာစားတာတောက်တာမျိုးမဖြစ်ရဘူးနော်အစားအသောက်ကဘဝမှာတော်တော်အရေးကြီးတယ်လို့ဦးဇင်းတို့ဒေသနာတော်တွေကိုလေ့လာကြည့်ရင်သိရတယ်ပေါ့နော်အဲ့ဒီကိစ္စကိုမြတ်စွာဘုရားကအလွန်ဦးစားပေးပြီးတော့ရှေ့တန်းတင်ပြီးတော့ဟောတယ်အဲ့ဒါအသက်ကြီးလာလေလေအဲ့ဒါကိုတဖြည်းဖြည်းနဲ့သဘောပေါက်လာလေလေပေါ့နော်လူလောကကြီးမှာစားတာတောက်တာနဲ့ပတ်သက်ပြီးတော့ဒုက္ခများကြတာတွေမရှိဘူးလားရှိပါဘူးရှိရနော်ဒီအစားအသောက်ကိုမထိန်နိုင်လို့အဲ့ဒီမှာတော့မြတ်စွာဘုရားကဘောဇနမတ္တင်ညုတာအစားအသောက်မှာအတိုင်းရှိသိတယ်ဆိုတာဘာကိုပြောတာတုံးဆိုတော့ဉာဏ်ပညာနဲ့စဉ်းစားဆင်ခြင်ပြီးတော့စားတောက်တာသုံးဆောင်တာကိုပြောတာဦးဇင်းတို့ကိုရင်စားဝတ်ပြီးဆိုတော့နော်ဘုန်းတော်ကြီးကပဋိစိတ်၄ပုဒ်ဆိုတာအရင်သင်ပေးတယ်ဟုတ်လားအဲ့ဒီပဋိစိတ်၄ပုဒ်ကဘာတုံးဆိုတော့သင်္ကန်းနဲ့ဆက်ပြီးတော့ဆင်ခြင်ရတာကတစ်ပုဒ်စွမ်းနဲ့ဆက်ပြီးတော့ဆင်ခြင်ရတာကတစ်ပုဒ်ကြောင်းနဲ့ဆက်ပြီးတော့ဆင်ခြင်ရတာကတစ်ပုဒ်ဆေးဝါးနဲ့ဆက်ပြီးတော့ဆင်ခြင်ရတာကတစ်ပုဒ်ဆိုတော့ပဋိစိတ်၄ပုဒ်သင်ပေးတယ်အဲ့ဒီပဋိစိတ်၄ပုဒ်ထဲမှာစွမ်းနဲ့ဆက်ပြီးတော့ဆင်ခြင်ပုံကိုမြတ်စွာဘုရားစသင်ထားတယ်ပေါ့နော်ပဋိသင်္ခါယောနိသောဆိုပြီးတော့ငယ်ငယ်တုန်းကအတင်းကျင့်ရတဲ့အဲ့ဒီစာလေးတွေကိုအဲ့ဒါတချို့လည်းပဲအဲ့ဒီအတိပ္ပယ်တွေကိုဗမာလိုဆောင်းပုဒ်ကလေးတွေစီထားတာဝိသုဒ္ဓောင်စတော်ဘုရားကြီးစီထားတာတချို့လူတွေလည်းရာကောင်းရလိမ့်မယ်ဤတိစားပွဲအမဲမဲကိုမြူးရယ်မှန်ကြွလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြာဓာတ်ဆောင်ဤကိုကောင်းသည်ရှေးအောင်တီလျက်အသက်မြတ်မမောပညာဖျားသာသနာကျင့်တဲ့ဖြာကိုကျင့်ပါနိုင်စေဝေဒနာဟောင်းစစ်မဖြစ်စေရရာပိုက်မြတ်လေခတ်သိမ်းဖြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါတည်းတဲ့အလွန်တရာမှရည်ရွယ်ချက်မှန်နဲ့နော်အလွန်တရာမှလည်းပဲတဘာဝကြတဲ့စားတောက်နည်းလို့ဆိုကြပါစို့နော်ဒီစားတောက်ကိုစားတောက်တာဟာတဲ့ဤတိစားပွဲအမေမေကိုမြူးရယ်မှန်ကြွလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးဟောဒီအစားတောက်တွေကိုသုံးဆောင်နေတာကနော်ပြောခြင်းပါခြင်းလို့လှခြင်းပါခြင်းလို့နော်တင်တောင်တင်တယ်ဖြစ်ခြင်းလို့ဒီလိုရည်ရွယ်ချက်နဲ့စားတောက်တာမဟုတ်ဘူးတဲ့ဟုတ်လားဤတိစားပွဲအမေမေကိုမြူးရယ်မှန်ကြွလှပရည်စင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြာဓာတ်ဆောင်ဤကိုကောင်းသည်ရှီအောင်တီလျက်အသက်မြတ်မမောပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်ပါနိုင်စေဟောဒီခန္ဓာကိုယ်ကြီးတည်တံ့ဖို့ချမ်းချမ်းသာသာတည်တံ့ဖို့ဘာလို့တည်တံ့ကျင်တာတော့ဆိုတော့မြတ်စွာဘုရားရဲ့အဆုံးအမဖြစ်တဲ့သာသနာနော်သာသနာဗြဟ္မစရိယမဂ္ဂဗြဟ္မစရိယဆိုပြီးတော့ဒီအကျင့်မြတ်နှစ်ပါးကိုကျင့်သုံးခြင်းလို့ဟုတ်လားဒီအစားတော့ကိုမိဝဲတာနော်ဣတိစားပွဲအမေမေကိုမြူးရမှန်ကြွလှပရည်ရှင်ပြဖြိုးခြင်းကမသုံးပါဘူးလေးပြတတ်ဆောင်ဤကိုကောင်းသည်ရှီအောင်တီလျက်အသက်မြတ်မမောပညာဘုရားသာသနာကျင့်တဲ့ဖြာကိုကျင့်ပါနိုင်စေကောင်းတာတွေလုံနိုင်ဖို့အတွက်ဒီအစားတော့ကိုစားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျင့်ပါနိုင်စေဝေဒနာဟောင်းသစ်မဖြစ်စေရရာပိုက်မြတ်လက်ခတ်သိမ်းပြစ်တို့မဖြစ်လေအောင်ချမ်းမြေ့အောင်ဟုသုံးဆောင်မိဝဲပါတည်းဟောနော်ဆိုရတဲ့ဝေဒနာတွေမဖြစ်ဖို့မစားမတော့ဖဲနေလို့ရှိရင်ဒုက္ခရောက်နိုင်တာပေါ့ဟုတ်လားအဲ့ဒါလိုခန္ဓာကိုယ်မျှတပြီးတော့ချမ်းချမ်းသာသာရှိဖို့အတွက်ဒီအစာအာဟာရကိုသုံးဆောင်မိဝဲတယ်နော်ရှားရတာခံစားခြင်းလို့သုံးဆောင်တာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ကိုတခါတည်းပြောပြီးသားဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကအဲ့ဒါလိုမှန်ကန်တဲ့ရည်ရွယ်ချက်နဲ့အစာအာဟာရကိုဘာလို့ရမလို့သုံးဆောင်မိဝဲရမယ်အဲ့ဒါတတိယမြောက်တဆင့်တက်ပြီးတော့မြတ်စွာဘုရားပေးတော်မူခဲ့တဲ့အဆုံးအမနော်အဲ့ဒါလိုကျင့်သုံးနေပြီဆိုရင်နောက်ထပ်တဆင့်တက်ပြီးတော့အေဟိတုံဘိက္ခုဘိက္ခုယဟန်အေဟိလာလောတွန်သင်သည်ဟောဘာလို့ရမလို့ရှက်ပြီးတော့နော်ဇာဂရိယအနုယုတ်တော်ဝိဟရာဟိတဲ့ဟောဇာဂရိယအနုယုတ်တော်နိုးချမှုနဲ့ရှင်သောသူသည်ဟောဟိဝိဟရာမိနော်နေတဲ့ပုဂ္ဂိုလ်သည်ဖြစ်လောနော်နိုးချမှုနဲ့ရှင်ပြီးတော့ဝိဟရာဟိနေတော့နော်ဘယ်လိုနေရမှာတော့ဆိုတော့နိုးချမှုနဲ့ရှင်ပြီးတော့နေရမယ်နော်လေးခုမြောက်ပေးတဲ့အဆုံးအမနိုးချမှုနဲ့ရှင်ပြီးတော့နေတာကိုဘယ်လိုအဓိပ္ပာယ်ဆက်ပြီးတော့မြတ်စွာဘုရားဖွင့်ပြတော့ဆိုတော့တနေ့ကုန်လုံးညမပါဘူးပေါ့နော်နေ့မှာဘယ်လိုနေရမှာတော့ဆိုတော့တဲ့ဈဉ္ဉံသွားခြင်းထိုင်ခြင်းဆိုတဲ့ဣရိယာပုနှစ်ခု
ဟုတ်လားဈဉ္ဉံသွားတာရဲ့ထိုင်တာရဲ့အဲ့ဒီဣရိယာပုနှစ်ခုနဲ့ကိုယ့်ရဲ့စိတ်ထဲမှာနိဝရဏတရားတွေဝင်မလာအောင်စိတ်ကိုတန့်ရှင်းအောင်စင်ကြယ်အောင်ထားရမယ်တဲ့နော်ဈဉ္ဉံသွားခြင်းထိုင်ခြင်းဆိုတဲ့ဒီဣရိယာပုနှစ်ခုနဲ့စိတ်ထဲမှာနိဝရဏတရား၅ပါးဝင်မလာအောင်စောင့်စည်းပြီးတော့ဖြူစင်အောင်ကြိုးစားရမယ်ပေါ့နိဝရဏတရား၅ပါးဆိုတာပေတရုသိပါတယ်နော်နိဝရဏဆိုတာကအမှန်တရားတွေကိုမသိအောင်မမြင်အောင်ဖုံးကွယ်ထားတဲ့သဘောနော်အပိတ်အပင်အတားအဆီးအကာအကွယ်လို့အဓိပ္ပာယ်ရတဲ့နိဝရဏဆိုတာတို့တရားဓမ္မတို့ဥယျာဉ်တို့ချမ်းသာတဲ့ချမ်းသာမှာနိဗ္ဗာန်ဆိုတဲ့တရားသူတရားမြတ်ကိုမသိအောင်မမြင်အောင်ဖုံးကွယ်ထားတယ်ပေါ့နော်လူငယ်တွေနားလည်အောင်ပြောရမယ်ဆိုတော့လေးနဲ့တဲ့အမှန်တရားတွေကိုမသိမြင်အောင်ဖုံးကွယ်ထားတယ်ပေါ့အဲ့ဒါလို့ဖုံးကွယ်နိုင်စွမ်းရှိတဲ့တရားဘယ်နှမျိုးတော့၅မျိုးနံပါတ်1ကာမိစ္ဆန္ဒနိဝရဏနော်ကာမိစ္ဆန္ဒဆိုတာကာမဂုဏ်အာယုန်တွေရဲ့အပေါ်မှာအလိုဆန္ဒတွေရှိနေတာနော်မြင်ခြင်းနေတာကြားခြင်းနေတာနမ်းရှုခြင်းနေတာစားတောက်ခြင်းနေတာတွေ့ထိခြင်းနေတာအဲ့ဒါကိုဘာလို့ခေါ်မလို့ကာမိစ္ဆန္ဒသူဒီအမှန်တရားကိုမသိအောင်မမြင်အောင်ဖုံးကွယ်နိုင်သောအစွမ်းတတိရှိတယ်နောက်ဦးဇင်းတို့ဗျာပါဒနိဝရဏတဲ့ဗျာပါဒဆိုတာဒေါသကိုပြောတာမကြည်မနှက်ဖြစ်နေတာစိတ်တိုနေတာစိတ်ဆိုးနေတာစိတ်ပြက်နေတာဝမ်းနေနေတာပူဆွေးနေတာစိုးရိမ်နေတာလွမ်းဆွတ်နေတာစိတ်တိုင်းမကြတာတွေနော်ဒါတွေဟာဘာတွေလဲလို့မေးရင်ဒေါသပေါ့အဲ့ဒီဒေါသဟာလည်းပဲအမှန်တရားကိုမသိမမြင်အောင်ဖုံးကွယ်နိုင်သောအစွမ်းအာတတိရှိတယ်ဒါကြောင့်သူသည်နိဝရဏနောက်ပြီးတော့ပါတော့ဌိနမိတ်တာနိဝရဏစိတ်စေတသိက်တို့ရဲ့ထိုင်းမှန်ပြင်းရည်ခြင်းလေးကန်ခြင်းနားလည်လွယ်အောင်ပြောရရင်တော့အိတ်ချင်ငိုက်မြေးခြင်းဟုတ်လားအဲ့ဒီဌိနမိတ်တာဟာလည်းပဲအမှန်တရားကိုမသိဖို့မမြင်ဖို့အတွက်သူလည်းပဲဖုံးကွယ်နိုင်သောအစွမ်းတတ္တိရှိတယ်သူဖြစ်လာပြီဆိုရင်ဘာမှမသိတော့ဘူးကောင်းတာတွေမှန်တာတွေမသိတော့ဘူးဒါကြောင့်သူသိလည်းပဲနိဝရဏနောက်ပြီးတော့ဘာတော့ဥဒိစ္စကုက္ကုစ္စနိဝရဏဥဒိစ္စဆိုတာကပြန့်လွင့်တာကုက္ကုစ္စဆိုတာကနောင်တတပံပူပန်တာပြန့်လွင့်တယ်ဆိုတာကတောင်းစင်ရေမရကိုယ့်ကိုယ်ဘာတွေတွေးလို့တွေးနေမှမသိဘူးကိုယ့်ကိုယ်ဘာတွေဘယ်ဒီစိတ်ကရောက်လို့ရောက်နေမှမသိဘူးအဓိပ္ပာယ်ရှိတာတွေရောမရှိတာတွေရောစိတ်ကူးရင်တာတွေရောဖြစ်နိုင်တာတွေရောမဖြစ်နိုင်တာတွေရောပေါက်ကရတွေးကျင်ရတွေတွေးနေတာနော်ပြာပုံနုနုလေးပေါ်ကိုခဲတုံးတုံးကျသွားပြီဆိုရင်နော်ပြာလေးတွေကနုနုလေးတွေဆိုတော့ထောင်းကနေတခါလဲမိကိုငွေလေးတွေလိုထသွားတယ်ပေါ့အဲ့လိုပဲကိုယ့်ရဲ့စိတ်ဟာနော်ပြန့်လွင်ပြီးတော့ဖြစ်နေတာဟုတ်လားဒါလည်းပဲနိဝရဏတရားတစ်မျိုးပေါ့ဥဒိစ္စရဲ့ပြီးတော့ကုက္ကုစ္စရဲ့ဟောတွဲပြီးတော့သုံးထားတယ်အဓိပ္ပာယ်ကတော့သိမတူဘူးဒါပေမဲ့ဆက်ဆက်မှုတော့ရှိတယ်ကုက္ကုစ္စဆိုတာကဟောလူတွေကနှမျောဝင်တို့တာကိုတချို့ကကုက္ကုစ္စလို့ပြောကြတာရှိတယ်ဟောတန်တရားတွေသိကြည့်တာကိုကုက္ကုစ္စလို့တချို့ပြောကြတာရှိတယ်အဲ့ဒါကမှားယွင်းသောပြောဆိုမှုတွေပါကုက္ကုစ္စဆိုတာဘာလို့လို့မေးရင်နောင်တတပံပူလောင်တာလှုပ်လိုက်မိတဲ့မကောင်းမှုအကုသိုလ်တွေနဲ့ပတ်သက်ပြီးတော့တွေးပြီးတော့ပြုံးမိမှလေခြင်းပြုမိမှလေခြင်းတွေးမိမှလေခြင်းနောင်တနဲ့ပူတာမလုံးမိသောကုသိုလ်တရားတွေနဲ့ပတ်သက်ပြီးတော့ငါလွတ်လွတ်သွားပြီးရှုံရှုံသွားပြီးအခွင့်အရေးတွေလွဲချော်သွားပြီးအစရှိသဖြင့်တွေးပြီးတော့ပူတာပြုမိသောအကုသိုလ်မပြုမိသောကုသိုလ်ဒီတရားနဲ့ချက်နဲ့ပတ်သက်ပြီးတော့နောင်တနဲ့ပူတဲ့သဘောကိုကုက္ကုစ္စအဲ့ဒီဥဒိစ္စကုက္ကုစ္စသည်လည်းပဲအမှန်တရားကိုသိမြင်မှုမရှိအောင်ဖုံးကွယ်နိုင်သောအစွမ်းရှိတဲ့အတွက်ကြောင့်သူသည်လည်းပဲနိဝရဏဟုတ်လားနောက်ဦးဇင်းတို့၅ခုမြောက်နိဝရဏကတော့ဝိသိကိစ္စဝိသိကိစ္စဆိုတာကသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့ဘုရားတရားတန်ခါနဲ့ပတ်သက်ပြီးတော့တန်တရားတွေဖြစ်နေတာစိတ်ထဲမှာမဝေခွဲနိုင်တာဆုံးဖြတ်ချက်မချနိုင်တာရှေ့တူကမလိုလိုနောက်ဆိုရမလိုလိုနော်ကျန်ကန်ထဲမှာတော့လမ်းတစ်ခွနဲ့တူတယ်လို့ဥပမာပေးတယ်နော်ဆိုကြပါစို့အဖို့တန်တဲ့ပစ္စည်းဥစ္စာတွေကိုသေဆောင်ပြီးတော့လာတယ်လူတယောက်အဲ့ဒါနောက်ကလူစိုးတစ်ခုတွေကတိတော့လူမဲရက်မဲရှုပြီးတော့လိုက်တယ်အဲ့ဒါသူရှိကနေပြီးတော့အဖို့တန်ယတနာဥစ္စာပစ္စည်းကိုပိုက်ပြီးတော့ပြေးတယ်ပေါ့အဲ့လိုပြေးရင်းနဲ့လမ်းနှစ်ခွကိုတွေ့တယ်တဲ့ဟောလမ်းကဘယ်ဘက်တလမ်းညာဘက်တလမ်းဘယ်သွားရမှမသိဘူးတလမ်းလမ်းကိုရွေးပြီးတော့သွားလိုက်ရင်တခိုးတွေရဲ့လက်ကသူလွတ်သွားเสียရှိတယ်ပေါ့သို့တော်သူကဘယ်လမ်းကိုမှပြီးပြီးပြင်းပြင်းမရွေးချင်နိုင်ဘူးတွေးပြီးတော့လမ်းတစ်ခွမှာရက်နေတယ်ပေါ့အဲ့ဒါလိုရက်နေတော့ဘာဖြစ်တုံဆိုတော့လူဆိုးတွေကမိလာတော့သူရဲ့ပစ္စည်းတွေကိုလူယူမယ်သို့မဟုတ်သူ့ကိုနှိပ်စက်မယ်သူဟာအကျိုးမဲ့ပစ္စည်းချင်းဖြင့်ပျက်စီးသွားတယ်အဲ့လိုပဲဝိသိကိစ္စဆိုတာလမ်းနှစ်ခွနဲ့တူတယ်လို့တွေးတာပဋ္ဌာန်မြတ်စွာဘုရားအဲ့လိုဟောဟုတ်လားအဲ့ဒီဝိသိကိစ္စဟာလည်းပဲ
အကျိုးမဲ့တွေးခြင်းဖြင့်တွေးပြီးတော့အမှန်တရားတွေကိုသိမြင်နားလည်မှုမရှိအောင်ဖုံးကွယ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်သူလည်းနိဝရဏအဲ့ဒါနိုးချမှုနဲ့ရှင်တယ်ဆိုတာဘာကိုပြောတာတုံးဆိုတော့နေ့အခါမှာနော်ထိုင်ခြင်းဈဉ္ဉံသွားခြင်းဆိုတဲ့ဣရိယာပု2မျိုးလျောင်းဆက်ခြင်းဆိုတဲ့ဣရိယာပုမပါဘူးနော်ဟုတ်လားတော့နေ့ကိုတုံးလုံးမလဲရဘူးဆိုတဲ့အဓိပ္ပာယ်ပါပဲတကယ်နုံနုကြားကြားရှိတဲ့ပုဂ္ဂိုလ်ဆိုတာဟုတ်လားထိုင်ခြင်းရဲ့နော်ဈဉ္ဉံသွားခြင်းရဲ့အဲ့ဒီ2ခုနဲ့ဒီစိတ်ထဲမှာနိဝရဏတရားမဖြစ်အောင်သူတန်ရှင်းအောင်ကြိုးစားတယ်။ကိုင်ညကြတော့ဘလို့လဲညဥယံနော်ဆိုကြပါစို့ညကို12နာရီပိုင်းလိုက်ပေါ့နော်ပိုင်းလိုက်လို့ရှိရင်တစ်ပိုင်းကို3ပိုင်းပိုင်းမယ်ဆိုရင်တစ်ပိုင်းကို4နာရီလောက်ရှိမယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့6နာရီလောက်ကနေပြီးတော့9နာရီ10နာရီ9နာရီ10နာရီလောက်ထိပေါ့ဟုတ်လားအေးအဲ့ဒီလောက်ထိကိုညဥယံလို့ထားလိုက်ပါတော့အကြံမြင့်ပေါ့နော်9နာရီလောက်ကစပိုင်းမယ်ဆိုရင်လည်း17နာရီလောက်ထိပေါ့ဒါကတော့ရာသီဥတုအနေထားကြည့်ပြီးတော့ပိုင်းပေါ့အဲ့ဒီညဥယံမှာလည်းပဲထိုင်ခြင်းဈဉ္ဉံသွားခြင်းဖြင့်နိဝရဏတရားတွေကိုတန်းစင်စေရမယ်ဟောအတန်းကောင်ရံရောက်ပြီဟုတ်လား17နာရီလောက်ကနေပြီးတော့နာရီပြန်3ချက်လောက်ထိဒါမှမဟုတ်10နာရီလောက်ကနေနာရီပြန်2ချက်လောက်ထိပေါ့ဟုတ်လားအဲ့ဒီအချိန်ကိုဘာလို့ရမလို့ဆိုတော့အိတ်ဆက်ရမယ်တဲ့အိတ်တဲ့နေရာမှာလည်းပဲအိတ်ပုံအိမ်ကြီးကဆိုမြတ်စွာဘုရားကတင်တာဒါကတော့ယဟန်တော်တွေကိုတင်တာလူတွေအနေနဲ့တော့ကျင့်ဖို့ကတော့တဲတော့မလွယ်ဘူးလို့ထင်ပါတယ်ဘလို့သင်ပေးတာတော့ဆိုတော့နော်လက်ရနံတောင်းဖြင့်လျောင်းဆက်ရမယ်နော်လက်ရနံတောင်းဖြင့်လျောင်းတယ်ဆိုတာကလက်ရခြေထောက်ကိုအောက်ကထားရမယ်နော်ပတ်သက်လန်ပြီးတော့အိတ်တာမဟုတ်နော်လက်ရနံတောင်းဖြင့်လျောင်းတယ်ဆိုတာနော်လက်ရဘက်ကိုအောက်ကထားပြီးတော့အဲ့ဒီလက်ရခြေပေါ်ကိုလက်ဝဲခြေလေးကနည်းနည်းလေးလွန်ပြီးတော့တင်ထားရမယ်ပြပြလျှော့လျှော့လေးပေါ့ဟုတ်လားအဲ့ဒါတတိတံမစင်မကင်းမဲနဲ့ထမယ်ငါပြန်ထမယ်ဆိုတဲ့စိတ်နဲ့ဟောအဲ့လိုစိတ်ကိုထားပုံထားနည်းကိုတခါလဲတင်တာမြတ်စွာဘုရားဟုတ်လားပြန်ထမယ်ဆိုတဲ့စိတ်နဲ့ဘာလို့ရမလဲဆိုတော့အိတ်ဆက်ရမယ်တဲ့နော်အနာယူဖို့ဆိုတာလဲလိုသေးတာဟုတ်လားအေးအဲ့လိုမျိုးဦးဇင်းတို့တန်းကောင်ရံမှာအိတ်ဆက်ပြီးတော့နိုးလာပြီဆိုတော့မိုးတောင်ရံမှာသောတတော်ကပြောခဲ့တဲ့ဈဉ္ဉံသွားခြင်းထိုင်ခြင်းဖြင့်နော်ဘာလို့အောင်ဆိုတော့နိဝရဏတရားတွေဝင်မလာအောင်ကြိုးစားရမယ်အဲ့ဒါနိုးချမှုနဲ့ရှင်သည်ဖြစ်လို့ဆိုတာအဲ့ဒါပဲအဲ့တော့ဦးဇင်းတို့ဘေးသားပေါင်းတော်ကောင်းတို့အဆုံးအမတွေကတဖြည်းဖြည်းနဲ့ခက်ခဲနေနေလာတဲ့အပိုင်းကိုရောက်မလာဘူးလားရောက်လာတယ်နော်ပထမသီလနဲ့ပြည်စုံအောင်ကြိုးစားရမယ်ဒုတိယအိန္ဒြေ6ပါးကိုစောင့်စည်းရမယ်တတိယအစားအသောက်မှာအတိုင်းရှိကိုသိရမယ်အခု၄ခုမြောက်ပါပြောပြပြီတော့နိုးချမှုနဲ့ရှင်ပြီးတော့နေရမယ်အဲ့ဒါလို့သင်ပြီးတဲ့နောက်မှာမြတ်စွာဘုရားကအဲ့ဒီယဟန်ကိုတဆင့်တက်ပြီးတော့ဆုံးမတယ်တဲ့အေဟိတုံဘိက္ခုယဟအေဟိလာလို့တွန်းတင်သည်ဟောဘာလို့ရမလို့ဆက်ပြီးတော့ဘာလို့ရမလို့ဆိုတော့တတိတံပစင်ညေနတမ္မနာကတောဟောဟိဟောတတိတံပစင်ညေနတမ္မနာကတောဟောဟိတတိတံပစင်တရားရှိသည်ဖြစ်ပြီးတော့တတိတံပစင်ညာတရားနဲ့တမ္မနာကတောပြည့်စုံပြီးတော့နေရမယ်ဟုတ်လားနေတဲ့အချိန်လေးမှာဘယ်လိုနေရမှာလို့ဆိုတော့တတိတံပစင်တရားနဲ့နေရမယ်အဲ့တော့ဒီနေရာမှာဦးဇင်းတို့ပေးတဲ့ပေါင်းတော်ကောင်းတို့တတိဆိုတာကတော့ဒါမနေ့တုန်းကပြောခဲ့တဲ့တတိပဋ္ဌာန်တရားအဲ့လိုအခြေနားလေရမယ်ပေါ့တံပစင်တရားဆိုတာကသူကဦးဇင်းတို့စင်ကျင်တဲ့သဘောပေါ့နော်ဉာဏ်ပညာနဲ့စင်ကျင်တဲ့သဘောတံပစင်ဆိုတာကတထကတံပစင်ဆိုတာရှိတယ်တထကတံပစင်ဆိုတာကကိုအလုံးလုံးတော့မယ်အပြောပြောတော့မယ်အတွေးတွေးတော့မယ်ဆိုလို့ရှိရင်ဒါဟာငါအတွက်အကျိုးရှိမလားသူတို့ဘာအတွက်အကျိုးရှိမလားသို့မဟုတ်အကျိုးမိတ်မလားလို့အကျိုးရှိမရှိကိုစင်ကျင်တာကိုတထကတံပစင်လို့ခေါ်တယ်ဟုတ်လားနောက်ထပ်ဦးဇင်းတို့တပ်ပါယတံပစင်လို့ရှိသေးတယ်တပ်ပါယတံပစင်ဆိုတာကအကျိုးရှိသောအကျိုးရှိနိုင်သောအလုပ်ပင်ဖြစ်တော်လည်းပဲလှုပ်သင့်ပါမလားလို့လှုပ်လို့တင့်တော်ပါမလားလို့ဆင်ခြင်တာမျိုးဆိုကြပါစို့ဖះသွားဖူးတာတော့အလွန်ကောင်းတယ်ဖះသွားဖူးမယ်ဆိုရင်တော့ဒါဖူးတဲ့အကျိုးရှိတယ်ပေါ့အကျိုးရှိမရှိဆင်ခြင်လိုက်တဲ့အကျိုးရှိတယ်သို့တော့ဒီနေ့ဒီရက်ကတော့လူတွေသိပ်ရှုပ်နေတယ်အာယုန်တွေသိပ်ပြီးတော့နောက်နေတယ်များနေတယ်ဆိုတော့အဲ့ဒီအချိန်မျိုးမှာလူတွေများတဲ့အချိန်မျိုးမှာတော့ဖះဖို့သွားတာမကောင်းဘူးဟောအဲ့ဒါကဘာတုံးဆိုတော့တပ်ပါယတံပစင်သဘောပေါက်ရလားတို့ကြပါစို့တရားထိုင်တာတော့ကောင်းတယ်ဒါပေမဲ့လူကြားထဲမှာလမ်းပေါ်မှာထိုင်နေလို့ကောင်းမလားကောင်းမှုပေါ့ဟုတ်တယ်မဟုတ်လားအဲ့တော့အကျိုးရှိမရှိဆင်ခြင်တာကတတ္တကတံပစင်လှုပ်တဲ့မလှုပ်တဲ့ဆင်ခြင်တာကတပ္ပါယတံပစင်ဟုတ်လားပြီးတော့ဦးဇင်းတို့အတ္တမောဟတံပစင်ဆိုတာရှိသေးတယ်အတ္တမောဟတံပစင်ဆိုတာက
သူကအဆင့်အမြင့်ဆုံးတန်ပစင်ပေါ့ဂျာထဲမှာသူကဂောစရတန်ပစင်လို့ရှိသေးတယ်ဂောစရတန်ပစင်ဆိုတာကသတိပဋ္ဌာန်တရား၄ပါးကိုပွားများတာကိုပြောတာပါနော်ကျက်စားရနဲ့ပြည့်စုံတယ်ပေါ့သူ့ရဲ့စိတ်ကလေးကျက်စားရနဲ့ပြည့်စုံတယ်အတ္တမောဟတန်ပစင်ဆိုတာကတော့သူကအဲ့ဒါလိုသတိပဋ္ဌာန်တရားဒီဟုသောဂောစရတန်ပစင်နဲ့ပြည့်စုံလို့သူ့ရဲ့တန်တမှာဉာဏ်ပညာဖြစ်ပေါ်လာတဲ့သဘောကိုဒါအတ္တမောဟတန်ပစင်လို့ခေါ်တယ်အဲ့တော့တန်ပစင်ဆိုတဲ့စကားလုံးလေးကအဲ့ဒါလိုအဓိပ္ပာယ်ကျေပြန့်တယ်ဆိုတာကိုအရင်ကအမှတ်ရလို့ပြောဖြစ်သွားတယ်ပေါ့နော်ဒီမှာတော့မြတ်စွာဘုရားကတန်ပစင်ဆိုတာနဲ့ပတ်သက်ပြီးတော့ဘလို့အဓိပ္ပာယ်ဖွင့်ပြတော့ဆိုတော့အဘိက္ခန္တိပဋိက္ခန္တိတမ္ပဇာနာကာရီဟောတိဟောနောက်ရှစ်တက်တယ်နောက်ဆုတ်တယ်ဆိုရင်ဆင်ခြင်ပြီးတော့ရှစ်တက်ရမယ်နောက်ဆုတ်ရမယ်နော်ပြီးတော့ဗာပြောတော့အာလောကိတိဝီလောကိတိတမ္ပဇာနာကာရီဟောတိတဲ့တဲ့ကြည့်တယ်တစောင်းကြည့်တယ်ဆိုရင်လည်းဆင်ခြင်ပြီးတော့ကြည့်ရမယ်နော်သမိတ်ရှိပတာရိတေသမိတ်ရှိတေပတာရိတေတမ္ပဇာနာကာရီဟောတိနော်ကိုယ်ရည်ဆက်တယ်ဆိုရင်လည်းပဲတတိကလေးထားပြီးတော့တမ္ပဇင်တရားလေးနဲ့ကိုးရမယ်အစဉ်ချင်းဉာဏ်ပညာနဲ့ကိုးရမယ်ဟုတ်လားသင်္ဃတိပတ္တစီဝရဓာရဏေတမ္ပဇာနာကာရီဟောတိနော်တပိတ်သင်္ကန်းတွေယူတယ်ကိုင်းတယ်တွဲတယ်အသုံးပြုတယ်ဆိုရင်လည်းပဲတမ္ပဇင်တရားလေးနဲ့တတိကလေးနဲ့ကိုင်းတွဲအသုံးပြုရမယ်ဟုတ်လားပြီးတော့ဦးဇင်းတို့စားတယ်တောက်တယ်နော်ပြီးတော့ဦးဇင်းတို့ကျင်ကြီးကျင်ငယ်စွန့်တယ်ပြောတယ်ဆိုတယ်အိတ်တယ်နိုးတယ်ထားတယ်သွားတယ်လာတယ်ထိုင်တယ်အစရှိသဖြင့်အသေးစိတ်အမူအရာလေးတွေနော်အဲ့ဒီဥစ္စာကိုလည်းပဲဉာဏ်ပညာအစဉ်ချင်းလေးနဲ့ပြုပေးရမယ်ပေါ့နော်ကိုယ့်ဘဝမှာလှုပ်ရှားမှုတိုင်းနော်ဒါလေးကိုဘာလုပ်ရမလို့သတိရှိရမယ်လို့အကြံဉာဏ်ပြောကြပါစို့နော်အဲ့ဒါကိုဦးဇင်းတို့ဘာပြောတော့ဆိုတော့တမ္ပဇင်တရားလို့ဒီမှာမြတ်စွာဘုရားအတိတ်ပဲဖွင့်ပြီးတော့ဟောတယ်အဲ့တော့ဒါကမြတ်စွာဘုရားက၅ခုမြောက်တက်ပြီးတော့ဟောတဲ့ပေးတဲ့အဆုံးအမပေါ့ပုံနာကြီးကစောစောကမေးတာကိုနော်အနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာအနုပုပ္ပပฏิပဒါအစဉ်တိုင်းသင်ရတာတွေအစဉ်တိုင်းပြုရတာတွေအစဉ်အတိုင်းကျင့်ရတာတွေမရှိဘူးလားလို့မေးလို့မြတ်စွာဘုရားကတပည့်တွေကိုအစဉ်အတိုင်းသင်ပုံကလေးဒါမြတ်စွာဘုရားဟောတာပါဟုတ်လားအေးအဲ့ဒါပြီးတော့မြတ်စွာဘုရားက6ခုမြောက်ဗာတက်ပြီးတော့တဆင့်တက်ပြီးတော့ဆုံးမတော့ဆိုတော့အေဟိတုံဘိက္ခုဘိက္ခုယဟအေဟိလာလို့တွန်းသင်သည်ဝိဝိတအာတနေစိတ်ငြိမ်ရာနေရာတွေမှာပဇာဟိချင်းကပ်ပြီးတော့နေလို့ဟောနော်လူသူဝေးတဲ့နေရာတွေမှာနေလက်စွာဘုရားစိတ်ငြိမ်ရာဆိုလူသူဝေးတဲ့နေရာကိုနေခိုင်းတာဒါကဦးဇင်းကတော့မှီတဲ့ဉာဏ်လေးနဲ့စဉ်းစားကြည့်တာပေါ့ဘာလို့လူတွေနဲ့ဝေးတဲ့နေရာမှာနေခိုင်းတာတော့နော်လူတွေဆိုတာအပူတွေအရှုပ်တွေလို့အကြမ်းမြင်ပြောလို့မရဘူးလားရနော်ဘယ်သူလူတွေဆိုတော့ကိုယ်လည်းပါပါတယ်ဟုတ်လားအဲ့တော့လူတွေနဲ့နီးရင်အပူနဲ့နီးတာနဲ့အတူတူပဲလူတွေနဲ့နီးရင်အရှုပ်တွေနဲ့နီးတာနဲ့အတူတူပဲလို့တွယ်ဝိုက်ပြီးတော့ပြောလို့မရဘူးလားရတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကဝိဝိတအာတနေနော်လူသူကင်းဝေးတဲ့စိတ်ငြိမ်တဲ့နေရာမှာဘာလို့ရမလို့ချင်းကပ်ပြီးတော့နေရမယ်အဲ့ဒါလို့နေပြီးတော့ဘာလို့ရမလို့ဆိုတော့သောတော်တုံးကပြောခဲ့တဲ့နိဝရဏတရား၅ပါးမိမိတန်တမှာဝင်မလာအောင်ပြင်းထန်တဲ့လုံလဝရိယနဲ့အဲ့ဒါကြိုးစားပြီးတော့နေလို့ခိုင်းတာဟုတ်လားသမထတရားဝိပဿနာတရားဘာဝနာတရားတွေကိုကြိုးစားပြီးတော့နေအဲ့ဒါကိုတော့မြတ်စွာဘုရားကအရင်ကြီးအသိစိတ်ပြီးတော့မပြောပါဘူးဟုတ်လားအဲ့ဒါလိုမျိုးကျင့်စေတိခပုဂ္ဂိုလ်တွေကိုငါဘုရားဟာဆုံးမတယ်တဲ့အဆုံးမပေးတယ်ဒါကြောင့်သူတို့ဟာအဲ့ဒါလိုကျင့်သုံးပြီးတော့အကယ်၍ယဟန္တာမဖြစ်သေးဘူးဆိုလို့ရှိရင်လည်းပဲသူတို့ဟာအလွန်မြင့်မြတ်တဲ့နိဗ္ဗာန်ချမ်းသာကိုမျှော်လင့်တောင့်တပြီးတော့အဲ့ဒီအကျင့်မြတ်ကိုကျင့်သုံးကြတယ်ပေါ့အကယ်၍ယဟန္တာဖြစ်သွားပြီဆိုလို့ရှိရင်လည်းပဲအဲ့ဒီအကျင့်တွေကိုမကျင့်ဘူးလားဆိုတော့မဟုတ်ဘူးကျင့်တာပဲယဟန္တာဖြစ်ပြီးရင်လည်းကျင့်တာပဲဘာလို့ကျင့်တာတော့ဆိုတော့မျက်မှောက်ချမ်းသာစွာနေနိုင်ရေးအလို့ငါကျင့်တယ်တဲ့ဟောစဉ်းစားတော့တခါကြီးမှကြီးမြဟုတ်လားအေးယဟန္တာမဖြစ်သေးဘူးဆိုရင်လည်းပဲဒီအကျင့်မြတ်တွေကိုဘာလို့တော့ကျင့်တယ်ယဟန္တာဖြစ်ပြီးရင်လည်းဘာလို့တော့ကျင့်တယ်ဘာလို့ကျင့်တာတော့ယဟန္တာဖြစ်ပြီးပြီပဲကျင့်စရာလိုသေးလားလို့မေးတယ်ရှိတယ်ဘာလို့ကျင့်တာတော့မျက်မှောက်ချမ်းသာစွာနေနိုင်ရေးတဲ့ဟုတ်ရလားအဲ့လိုမျိုးမြတ်စွာဘုရားကပုံနာကြီးကိုနောက်အနုပုပ္ပသိက္ခာအနုပုပ္ပကိရိယာအနုပုပ္ပပฏิပဒါနောက်အစဉ်အတိုင်းသင်ရတဲ့အစဉ်အတိုင်းပြုရတဲ့အစဉ်အတိုင်းကျင့်ရတယ်ဆိုတာတွေကိုဟောတယ်ပေါ့အဲ့လိုဟောတဲ့အခါကျတော့ပုံနာကြီးကအဲ့လိုဆိုရှင်ဘုရားတဲ့တပည့်တော်မေးပါအောင်မယ်အရှင်ဘုရားကအဲ့လိုဟောတဲ့အခါကျတော့အရှင်ဘုရားဟောတဲ့အတိုင်းလိုက်နာကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေအကုန်လုံးပဲနော်နိဗ္ဗာန်ချမ်းသာကိုရပြီးတော့ချမ်းသာသွားကြပါသလားသို့မဟုတ်တချို့တဝက်ပဲရပြီးတော့တချို့တဝက်မရပဲမြန်နေပါသလားလို့မြတ်စွာဘုရားမေးတယ်မေးတဲ့အခါကျတော့မြတ်စွာဘုရားကပုံနာတဲ့ငါဟောတဲ့အတိုင်းငါဆုံးမတဲ့အတိုင်းကျင့်ကြံကြပြီတဲ့ကျင့်ကြံကြတယ်လို့ဆိုပေမဲ့လို့
အကုန်လုံးနိဗ္ဗာန်ချမ်းသာကိုရပြီးတော့ချမ်းသာသွားကြတာတော့မဟုတ်ဘူးတဲ့နော်တချို့တဝက်ပဲချမ်းသာကြတယ်တချို့တဝက်ကတော့ချမ်းသာဒုက္ခကိုနိဗ္ဗာန်ကိုရသွားတယ်လို့မဆိုနိုင်ဘူးတဲ့ဟုတ်လားတချို့ပဲနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တယ်တချို့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်မပြုနိုင်အဲ့လိုမျိုးမြတ်စွာဘုရားကအမိန့်ရှိတော့အရှင်ဘုရားတဲ့အဲ့ဒါဘလို့ဖြစ်တာတော့တဲ့နိဗ္ဗာန်ဆိုတဲ့တရားကလည်းထင်ရှားရှိတယ်လို့အရှင်ဘုရားပြောတယ်ပေါ့အဲ့ဒီနိဗ္ဗာန်ဆိုတဲ့ချမ်းသာအစစ်အမှန်ကိုရနိုင်တဲ့လမ်းကြောင်းကိုလည်းပဲအရှင်ဘုရားချပြလို့ရှိတယ်လို့အရှင်ဘုရားပြောတယ်ပေါ့ပြီးတော့အဲ့ဒီနိဗ္ဗာန်တည်းဟူသောချမ်းသာတဲ့ချမ်းသာမှန်ကိုရောက်အောင်သွားဖို့အတွက်ညွှန်ပြပေးတဲ့အရှင်ဘုရားကိုယ်တိုင်လည်းရှိနေတယ်ပေါ့နိဗ္ဗာန်လည်းရှိတယ်နိဗ္ဗာန်ကိုသွားဖို့အတွက်လမ်းကြောင်းလည်းရှိတယ်ညွှန်ပြပေးတဲ့ဆရာသမားဆိုတဲ့မြတ်စွာဘုရားလည်းရှိတယ်အဲ့ဒါလို့ဖြစ်ပါလဲကဲနဲ့တပည့်တွေဟာတချို့ပဲနိဗ္ဗာန်ရပြီးတော့တချို့နိဗ္ဗာန်မရကြဘူးဆိုတာအဲ့ဒါဘလို့အကြောင်းကြောင့်လို့မေးတာဟုတ်လားအဲ့လိုမေးတော့မြတ်စွာဘုရားကပြန်လဲမေးခွန်းထုတ်တဲ့အဖြေနဲ့ပြန်ဖြေတယ်ပေါ့ဘုံနာတဲ့အဲ့လိုဆိုလို့ရှိရင်တင့်ကိုပဲငါပြန်ပြီးတော့မေးမယ်တင်ကြိုက်တယ်လို့ဖြေသင်ဟာဒီကနေပြီးတော့နော်သူတို့လောလောဆယ်သူတို့ပြောဆိုနေကြတာကတာဝတိပြည်ပုဗ္ဗယုံကျောင်းမှာပြောနေတာကိုဟုတ်လားအဲ့ဒါဒီကနေပြီးတော့ရာဇဂျိုကိုသွားတဲ့လမ်းဘုံနာကြီးကျွမ်းကျင်ကျင်သိလားတဲ့မသိပါတယ်ဖေ။ရာဇဂျိုကိုဘယ်လိုသွားရတယ်လဲတပည့်တော်ကောင်းကောင်းသိပါတယ်အေးအဲ့လိုဆိုလို့ရှိရင်တစုံတယောက်သောပုဂ္ဂိုလ်ကသင်ကိုလာပြီးတော့မေးတယ်ဆိုကြပါစို့ရာဇဂျိုကိုဘယ်လိုသွားရမလို့အဲ့လိုမေးတော့သင်ကကျွမ်းကျင်ကျင်သိထားတဲ့ပုဂ္ဂိုလ်ဆိုတော့ပြောမှာပေါ့နော်ဘယ်ကနေဘယ်ကိုသွားဘယ်လိုဒီရွာကြီးကိုတွေးလိုက်မယ်အဲ့ဒီကနေဘယ်ကိုချိုးဟုတ်လားအဲ့လိုဆိုရင်ဘာကိုတွေးလိုက်မယ်အဲ့လိုနဲ့ဆက်ပြီးတော့သွားလို့ရှိရင်ရာဇဂျိုကိုရောက်မယ်လို့သင်ပြောလိုက်တယ်ဆိုကြပါစို့တဲ့အဲ့လိုသင်ကနီးမှန်လမ်းမှန်ရာဇဂျိုကိုရောက်သွားစေနိုင်တဲ့လမ်းကြောင်းမှန်ကိုသင်ပြောလိုက်ပေမဲ့လို့အဲ့ဒီလူကသင်ပြောတဲ့အတိုင်းမသွားဘဲနဲ့နော်သူစိတ်ထဲထင်တဲ့အတိုင်းသွားနေမယ်သင်ပြောတဲ့အတိုင်းမသွားဘဲနဲ့ဆန့်ကျင်ရအရက်တွေကိုသွားနေမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာရာဇဂျိုကိုရောက်နိုင်မလားတဲ့မရောက်နိုင်ဘူးတဲ့ဟောနောက်တစ်ယောက်ကတော့လမ်းပြီးတော့မေးတယ်သင်ကလည်းပဲရာဇဂျိုကိုသွားတဲ့လမ်းကိုပြောလိုက်တယ်အဲ့ဒီလူကတော့သင်ပြောတဲ့အတိုင်းတသွေမတိန်အဲ့ဒီလမ်းကိုလိုက်ပြီးတော့သွားတယ်အဲ့လိုဆိုတော့အဲ့ဒီပုဂ္ဂိုလ်ရာဇဂျိုကိုရောက်နိုင်လားဆိုတော့ရောက်နိုင်ပါတယ်ဖေ။နော်အဲ့တော့မြတ်စွာဘုရားကပုံနာကိုပြန်ပြီးတော့မေးတယ်ပုံနာတဲ့ရာဇဂျိုဆိုတဲ့မြို့ကလည်းထင်ရှားရှိနေတယ်ရာဇဂျိုဆိုတဲ့မြို့ကိုသွားတဲ့လမ်းကလည်းထင်ရှားရှိနေတယ်အဲ့ဒီမြို့ကိုသွားဖို့အတွက်လမ်းညွန်ပေးတဲ့သင်ကလည်းထင်ရှားရှိနေတယ်အဲ့လိုထင်ရှားတွေရှိနေပါလဲကဲနဲ့သင်လမ်းညွန်ပေးတဲ့အတိုင်းသွားတဲ့ပုံကိုယ်တွေထဲမှာတချို့ကရောက်သွားတယ်တချို့ကရောက်မသွားဘူးဆိုတာအဲ့ဒါကဘာအကြောင်းကြောင့်လဲလို့ဟောမြတ်စွာဘုရားပြန်မေးနော်အဲ့ဒီတော့ပုံနာကြီးကရှင်ဘုရားတဲ့တပည့်တော်ကလမ်းမဲညွန်နိုင်တာတဲ့ဟုတ်လားတပည့်တော်ကလမ်းမဲညွန်ပြနိုင်တာတဲ့တကယ်ရောက်ဖို့မရောက်ဖို့ဆိုတာကတော့ညွန်တဲ့အတိုင်းသွားတဲ့ပုဂ္ဂိုလ်မသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာပဲမူတည်တယ်ညွန်တဲ့အတိုင်းသွားရင်တော့ရောက်မယ်ပေါ့ညွန်တဲ့အတိုင်းမသွားဘူးဆိုရင်တော့မရောက်ဘူးပေါ့အဲ့လိုမရောက်တဲ့ကိစ္စမှာတပည့်တော်ဘာမှန်းတတ်နိုင်မှာလဲတဲ့ဘာလို့ဆိုတပည့်တော်ကလမ်းညွန်ယုံပဲညွန်နိုင်တာအဲ့ဒီလိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကပုံနာတဲ့ငါကလည်းပဲလမ်းကိုညွန်ယုံပဲညွန်နိုင်တာဟောမြတ်စွာဘုရားကဘာလုပ်ရုံပဲလုပ်နိုင်တာလမ်းညွန်ယုံပဲညွန်နိုင်တာနော်သွားမှရောက်မှာနော်တခါကြီးမကြီးများဟုတ်လားသင်မှတက်မယ်ကျင့်မှမြတ်မယ်ဆိုတာဒါကိုပြောတာမကျင့်ဘဲနဲ့မမြတ်နိုင်ဘူးမသွားဘဲနဲ့မရောက်နိုင်ဘူးမစားဘဲနဲ့မဝနိုင်ဘူးမလုပ်ဘဲနဲ့မရနိုင်ဘူးဟုတ်လားဒါကြောင့်တရားဓမ္မတို့အရင်တို့မြတ်စွာဘုရားရဲ့ချမ်းသာရာချမ်းသာကြောင့်နိလန်းမှန်တွေကိုများစွာသင်ကြားထားကြတယ်များစွာလေ့လာထားကြတယ်များစွာလည်းသိထားကြတယ်ပေါ့သို့တော့ဒီကနေ့ဒီအချိန်ထိကို့မှာနောက်ထောက်ခံကအာကိုအာရပြုเสียအတိညာဏ်တို့စစ်မှန်တဲ့ချမ်းသာကိုဒီကနေ့ထိဟိုဟဟမရကြသေးဘူးလို့ဆိုကြပါစို့နော်ဘုဒ္ဓသင်နေတာဆိုရင်မရသေးဘူးလို့ဆိုကြပါစို့နော်ဘာဖြစ်လို့မရတာတော့နော်ချမ်းသာကြောင့်ဒီလောင်းကလည်းအစစ်အမှန်ဟုတ်လားဘာဖြစ်လို့မရတာတော့လို့မေးလို့ရှိရင်နော်မကျင့်လို့မမြတ်တာပဲမသွားလို့မရောက်တာပဲမစားလို့မဝတာပဲမလှုပ်လို့မရတာပဲနော်အဲ့ဒီကနေ့အချိန်ဒီချမ်းသာတဲ့ချမ်းသာမှန်တဲ့တရားဓမ္မတို့အရှင်တို့တွေကဘာကြောင့်ဝေးကွာနေတာလဲလို့မေးရင်အကြောင်းတရားများစွာရှိတဲ့အနက်ကအဓိကအကြဆုံးဗราဏအကြဆုံးအကြောင်းတရားကတော့ဝရိယကင်ပြင်းနေလို့ပဲမလှုပ်လို့ပဲမဆိုနိုင်ဘူးလားဗျဆိုနိုင်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကပုံနာကြီးကိုပြောတာပဲငါလည်းပဲလမ်းကိုညွှန်ယုံပဲညွှန်နိုင်တာတကယ်ရောက်မရောက်ဆိုတာကသူတို့သွားမသွားဆိုတာပေါ်မှာမူတည်တယ်သွားတယ်ဆိုအောင်တောင်မှငါဘုရားညွှန်ပြထားတဲ့အတိုင်းတတွေ့မသိမ်းသွားမှရောက်မှာဟုတ်တယ်မဟုတ်လားအေးဒီကနေ့ခေတ်မြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာပါတယ်လို့ဆိုတဲ့တချို့လူတွေမှာမြတ်စွာဘုရားဆုံးမတဲ့အတိုင်းတက်တက်မတ်မတ်မသွားတဲ့လူတွေကမရှိဘူးလား
ရှိတယ်ကိုယ်စိတ်ကြအတိုင်းပြင်းဆင်ပြီးတော့ဟုတ်လားကိုယ်စိတ်ထဲကမကြိုက်လို့ရှင်ဒါမလိုက်နာဘူးကြိုက်မှပဲလိုက်နာမယ်ဆိုပြီးတော့အဆုံးအမကိုပြပြဝဝမလိုက်နာနိုင်ရင်ကောနိဗ္ဗာန်ချမ်းသာတည်းဟူသောပန်းတိုင်ကြီးကိုမရောက်နိုင်ဘူးပေါ့ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တုံမေဟိကိစ္စမာတ္တဗံအခါတာရောတထာဂတာနော်လှုပ်ရှားရှိတဲ့အလုပ်ကိုလှုပ်ဖို့ဟာသင်တို့ရဲ့တာဝန်ဖြစ်တယ်တဲ့မြတ်စွာဘုရားကအခါတာရောတထာဂတာတထာဂတာမြတ်စွာဘုရားတို့ဆိုတာအခါတာရောပြောယုံမဲ့ပြောနိုင်တာနော်မြတ်စွာဘုရားကဘာလို့မဲ့လုပ်နိုင်တယ်ပြောယုံမဲ့ပြောနိုင်တာဟောယုံမဲ့ဟောနိုင်တာဟုတ်လားတကယ်ရောက်သွားအောင်လှုပ်ဖို့ရာကကိုယ့်ပေါ်မှာပဲမူတည်တာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဝရိယမှန်မှန်နဲ့တန်တန်ကြိုးစားအထောက်ကြဖို့အတွက်တော့ဒီဒေသနာမျိုးလေးတွေကိုစဉ်းစားဆင်ခြင်ပေးဖို့မလိုဘူးလားလိုတယ်နိဗ္ဗာန်လည်းရှိနေတယ်နိဗ္ဗာန်ကိုသွားတဲ့လမ်းကြောင်းလည်းရှိနေတယ်နိဗ္ဗာန်ကိုသွားဖို့အတွက်ညွှန်ပြပေးတဲ့မြတ်စွာဘုရားလည်းရှိနေတယ်ဟုတ်လားဒီလိုရှိနေပါလက်ကနဲ့ဘာကြောင့်မရောက်တာတော့ဆိုတော့ကောင်းကောင်းမသွားလို့မရောက်တာပေါ့ဟုတ်ရဲ့လားအေးကောင်းကောင်းမသွားရတာနဲ့သွားကိုမသွားတာနဲ့ဒီလိုမျိုးလည်းရှိနေသေးတယ်ပေါ့ဟုတ်လားအေးအဲ့ဒါပိဿပေါင်းသူတော်ကောင်းတို့ဒီနေရာမှာဘာကအဓိကကြလာလဲလို့မေးဝရိယပေါ့နော်ဝရိယတရားဝရိယဆိုတာကမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားနိုင်အောင်အကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်တဲ့လုံလဝရိယ2မျိုးနော်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်အောင်ဖြစ်ပြီးသားကုသိုလ်တရားတွေကိုတွတ်တက်များပြားလာအောင်ဆိုပြီးတော့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့ကြိုးစားအထောက်တဲ့လုံလဝရိယက2မျိုးပေါင်းလိုက်တော့4မျိုးအဲ့ဒါကိုတမ္ပပဒံလုံလဝရိယအဲ့ဒီတမ္ပပဒံလုံလဝရိယအကုသိုလ်တရားတွေပယ်ရှားရေးကုသိုလ်တရားတွေကိုဖြစ်ပွားရေးမှာဘလောက်ထိပြင်းပြင်းထန်ထန်လှုပ်တဲ့တယ်လဲဆိုလို့ရှိရင်အင်္ဂါ4ချက်နဲ့ပြည့်စုံအောင်လုပ်ရမယ်တဲ့ဝရိယရဲ့အင်္ဂါဘယ်နှချက်တော့4ချက်အဲ့ဒီအင်္ဂါ4ချက်ကဘာတော့ဆိုတော့ကာမံတဇောစနှာရုစအဋ္ဌိစအဝတိတတုမေဥပတုတ္တတုမန္တလောဟိတနော်အရေးကျွင်းကျင်ကျွင်းပါစီအကျော်ကျွင်းကျင်ကျွင်းပါစီအယိုးကျွင်းကျင်ကျွင်းပါစီအသားအသွေးတွေခန်းကျင်ခန်းသွားပါစီယောက်ျားတို့ရဲ့ဇွဲလုံးလာဝရိယနဲ့ကြိုးစားအထုတ်လို့ရနိုင်မယ်ဆိုရင်မရမချင်းဘယ်တော့မှမလျှော့ဘူးဆိုတဲ့လုံလာဝရိယဒါဝရိယရဲ့အင်္ဂါဘယ်နှပါတော့၄ပါးအဲ့ဒီခန္ဓာကိုယ်ကြီးမှာအရေးကျွင်းကျင်ကျွင်းပါစီအကျော်ကျွင်းကျင်ကျွင်းပါစီအယိုးကျွင်းကျင်ကျွင်းပါသည်အသားအသွေးခန်းကျင်ခန်းသွားပါစီဘယ်နှပါတော့၄ပါးအဲ့ဒီလုံလဝရိယမျိုးဒကာဓမ္မတို့ဦးဇင်းတို့တွေကစိတ်ကူးထဲမှာတောင်းရှိဖို့မလွယ်ဘူးဖြစ်နေတာဟုတ်လားနော်စဉ်းစားကြည့်နော်ဘုရားသင်ရှိတရားလေးထိုင်ခါလေးမြတ်နေနဲ့နားလာရင်တင်ပါလေးမြတ်နေနဲ့ပူလာရင်ဒီနေ့တော့အုံမနဲ့တူတယ်ဆိုတော့ကိုယ့်ရဲ့လုံလဝရိယကပေးမမီခိုင်းမမီဖြစ်နေတာဆိုတော့ရတဲ့အကျိုးစီးပွားကမရဘူးဖြစ်နေတာပေါ့ရည်ရွယ်ချက်ကဘာလဲမဖြစ်သေးတဲ့အကုသိုလ်တွေကိုမဖြစ်ဖို့ဖြစ်ပြီးသားအကုသိုလ်တွေကိုပယ်ရှားနိုင်ဖို့မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်စေဖို့ဖြစ်ပြီးသားကုသိုလ်တရားတွေတိုးတက်ခိုင်မြဲစေဖို့ဆိုပြီးတော့ဒီလိုအထုတ်တဲ့ဝရိယကိုစောစောကပြောခဲ့တဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံအောင်ကြိုးစားရမှာလို့ဆိုတယ်နော်အရေးအကျော်အယိုးကျွင်းကျင်ကျွင်းပါစီအသားအသွေးခန်းကျင်ခန်းပါစီဟောဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘာကြောင့်ဒီကနေ့ဒီအချိန်ထိချမ်းသာတဲ့ချမ်းသာမှန်ကိုမရရှိကြသေးတာတော့လို့မေးရင်အဓိကကြတဲ့အဖြေကပါလေဝရိယကင်းပြင်းနေတဲ့အတွက်ကြောင့်အဲ့လိုဆိုရင်ဦးဇင်းရဲ့ဝရိယတွေတပြည့်တော့ရှိကြပါတယ်ဝရိယရှိအောင်ဘယ်လိုလုပ်ရမလို့နော်ဝရိယရှိအောင်လုပ်တဲ့နီလန်လေးတွေကျမ်းဂန်တွေထဲမှာဟောထားတာရှိတယ်ပြောထားတာရှိတယ်နော်ဦးဇင်းတို့ကကိုဝေဖန်ကြည့်တာပေါ့လေနော်တော်တော်ဝရိယနဲတယ်လို့စိတ်ထဲမှာခံစားရတယ်အဲ့ဒီကိစ္စကိုဒါဖြစ်လေရဘွားကဆက်ပြီးတော့ဝရိယဓာတ်ခံဝရိယပါရမီကတော့အတော်ကိုနဲခဲ့တယ်လို့ကိုခံစားရတယ်ပေါ့အဲ့တော့ဝရိယရှိအောင်ဘယ်လိုများလုပ်ရမလို့ဘယ်လိုများလုပ်ရမလို့ဆိုတာလေးတွေကိုနော်ကြုံလို့ရှိရင်မှတ်မိတယ်ပေါ့အဲ့ဒါလေးတွေကိုစိတ်ဝင်စားရတယ်ပေါ့အဲ့တော့ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာဝရိယရဲ့အနည်းဆုံးအကြောင်းတရားသည်ဘာလဲလို့မေးရင်တံဝေကလို့ပြောထားတာလေးရှိတယ်ဟုတ်လားဝရိယရဲ့အနိကဆုံးအကြောင်းတရားဘာလဲတော့တံဝေကတံဝေကဆိုတာဘာတော့တံဝေကဗမာစကားလုံးလိုတောင်ဖြစ်နေပါပြီဟုတ်လားတံဝေကဆိုတာဉာဏ်နဲ့ရှင်နဲ့ထိတ်လန့်မှုနော်အယံကာယောကြီးပေါက်ကရထိတ်လန့်နေတာမဟုတ်အတိပ္ပယ်မဲ့ထိတ်လန့်နေတာမဟုတ်မှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာနဲ့ရှင်နဲ့ထိတ်လန့်မှုဒါထက်ပိုပြီးတော့ပြီးပြအောင်ပြောရမယ်ဆိုရင်တော့ထိတ်လန့်တဲ့ထိတ်လန့်တိုက်တာကိုထိတ်လန့်တဲ့သဘော
ကြောက်တဲ့ကြောက်ထိုက်တာကိုကြောက်တဲ့သဘောအဲ့ဒါပါတော့တန်ဝေကဟုတ်လားအဲ့ဒါဘာကိုထိတ်လန့်တာတုံးလို့မေးရင်အတူတုံးပြောရရင်တော့ဘဝတန်တရားဒီခန္ဓာကိုထိတ်လန့်တဲ့သဘောဘာဖြစ်လို့ထိတ်လန့်တာတုံးဆိုတော့ပျက်စီးသွားမယ့်အရာဖြစ်တဲ့အတွက်ကြောင့်ဒလဆက်ပျက်စီးနေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခမျှတာဖြစ်တဲ့အတွက်ကြောင့်တော့ဒါတွေဟာထိတ်လန့်စရာလို့သူနားလေတာဟုတ်လားအဲ့တော့တန်ဝေခသည်ဝရိယရဲ့ပါလေအနည်းဆုံးအကြောင်းဟုတ်လားတန်ဝေခဆိုတာပါလေဉာဏ်နဲ့ရှင်သောထိတ်လန့်မှုဟုတ်လားသဟုတ်တပမျက်ညာနာဖြင့်ဆိုဟုတ်လားမဂဒေဝထဲမှာလာနော်ဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုအဲ့ဒီဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုဆိုတဲ့တန်ဝေခကိုရကျင်တယ်ဆိုလို့ရှိရင်တဲ့တန်ဝေခဖြစ်ခြင်းရဲ့အကြောင်းတရားတွေကိုစဉ်းစားဆင်ခြင်ပေးဖို့လိုတယ်တဲ့ဟောဝိရိယရှိဖို့အတွက်တန်ဝေခရှိရမယ်တန်ဝေခကိုရဖို့အတွက်တန်ဝေခဖြစ်เสียအကြောင်းတရားတွေကိုစဉ်းစားဆင်ခြင်ပေးရမယ်တန်ဝေခဖြစ်เสียအကြောင်းတရားကို10မျိုးဆိုပြီးတော့ကျမ်းဂန်တွေထဲမှာပြောထားတယ်အဲ့ဒါကိုဦးဇင်းတို့တန်ဝေခဝတ္ထု10မျိုးလို့လည်းပဲဆိုတယ်ပေါ့ဦးဇင်းတို့မင်းတို့မင်းကြီးလက်ထက်ကတခိဏာယမဘုရားကြီးဆိုဘုရားကြီးရေးထားတဲ့တန်ဝေခဝတ္ထုဒီပနီဆိုစာအုပ်ကြီးရှိတယ်အဲ့ဒါတန်ဝေခဝတ္ထုတန်ဝေခရခြင်းရဲ့အကြောင်းတရား10မျိုးကိုအကျယ်ချက်ပြီးတော့ရေးထားတာအဲ့ဒါလေးကိုပေးတဲ့ပေါင်းတော်ကောင်းတို့အချင်းချုပ်ကလေးတရားနေကုန်းပိုင်းမှာမှတ်မယ်ပေါ့နော်မိမိတို့ရဲ့လုံလဝရိယထက်သန်လာသေးဖို့အတွက်ဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုရှိဖို့လိုတယ်ဉာဏ်နဲ့ရှင်တဲ့ထိတ်လန့်မှုဆိုတာကိုရဖို့အတွက်အခုပြောမဲ့တန်ဝေခရခြင်းရဲ့အကြောင်းတရား10မျိုးကိုစဉ်းစားဆင်ခြင်ပေးဖို့လိုမယ်ပေါ့ဟုတ်လားအဲ့တော့တန်ဝေခရခြင်းရဲ့အကြောင်းတရား10မျိုးကဘာတုံးဆိုတော့ပထမ4မျိုးကိုအရင်မှတ်မယ်ခေါင်းထဲမှာတစ်ခါတည်းဆွဲသွားစီခြင်းလို့ပါဟုတ်လားပထမ4မျိုးကဘာတုံးဆိုတော့ဇာတိဇရာဗျာတိမရဏနော်ဇာတိဆိုတာမွေးဖွားခြင်းဇရာဆိုတာကတဖြည်းဖြည်းနဲ့အိုမင်းလာတဲ့သဘောဟောင်းလာတဲ့သဘောနော်ရင့်ရော်လာတဲ့သဘောနော်ဇရာဗျာတိဆိုတာဘာတော့တဖြည်းဖြည်းနဲ့အနေကြားလာတော့ချွင်းချက်တွေများပြီးတော့ခန္ဓာကိုယ်ရဲ့မသက်သာတဲ့သဘောဆင်းရဲတဲ့သဘောဒုက္ခဝေဒနာတွေများလာတဲ့သဘောနာကျင်ကြိုက်ခဲတဲ့သဘောဒါကိုဘာခေါ်မလို့ဗျာတိဟုတ်လားပြီးရင်မရဏလုံးဝကိုပျက်စီးသွားတဲ့သဘောဟုတ်လားဒီသဘောတရား၄မျိုးကိုစဉ်းစားဆင်ခြင်လို့ရှိရင်တန်ဝေခဆိုတာကိုရမယ်တဲ့အဲ့တော့ဇာတိကိုစဉ်းစားရင်ဘလို့တန်ဝေခရနိုင်တော့ဇာတိအမိဝမ်းကောင်းတဲ့မှာဒကာမတို့ဦးဇင်းတို့ဖြစ်ခဲ့ရတဲ့အနေအထားဒါဘယ်သူမှပြန်ပြီးတော့အမှတ်မရနိုင်ပါဘူးနော်ရေဘူးရအဖြစ်နော်အမှတ်ရနိုင်တဲ့လူမရှိပါဘူးဟုတ်တယ်မဟုတ်လားကိုအမိဝမ်းကောင်းတဲ့မှာဘလို့နေခဲ့ရတယ်ဆိုတာကိုသိနိုင်လားမသိနိုင်ပါဘူးနော်3နှစ်4နှစ်လောက်အရွယ်ကြာမှများသောအဖြစ်အမှတ်ရကြတာများပါတယ်ဟုတ်လားသို့တော်လည်းပဲကိုဖြစ်ခဲ့တာကိုမသိနိုင်ပေမဲ့လို့ကိုရှိမှဖြစ်နေတာတွေကိုကြည်ချင်းအဖြစ်ငါလည်းဒီလိုဖြစ်ခဲ့တယ်ဆိုတာကိုတော့စဉ်းစားလို့မရဘူးလားရတယ်နော်ကျင်းမြောင်မဲမိုက်မိဝမ်းတိုက်ဝဲဘယ်၌လောက်လို့ကြောက်ကိုဝမ်းပြုတ်ဒုနှစ်ခုကြအုတ်ခေါင်းထားလျက်နော်အမေရဲ့ဘိုက်ထဲမှာနော်အစာသစ်အိမ်ကိုခေါင်းပေါ်ရွက်ပြီးတော့အစာဟောင်းအိမ်ကိုဖင်ခုထိုင်ပြီးတော့တဲ့ဟုတ်လားနော်ကြောက်ကိုဝမ်းပြုတ်ဒုနှစ်ခုကြအုတ်ခေါင်းထား၍မေးပြားလက်ဆုပ်တင်းငုတ်တူမှာမြောက်အိုကုတ်တိနေဟောရေးထားနော်ဝိသုဒ္ဓံဆိုတော့ဘုရားကြီးရေးထားနော်အမေရဲ့ဝမ်းဘိုက်ထဲမှာနော်ကြောကုံလေးကိုမျက်နှာမူပြီးတော့ကိုယ့်ရဲ့ဒုနှစ်ကြားကိုယ်ကောင်းကလေးထားပြီးတော့တင်းငုတ်တူပေါ်မှာမြောက်ကလေးကုတ်နေတယ်လို့ဟုတ်လားနေခဲ့ရတဲ့အနေအထားဟာဒါ6လ10လလောက်ကြာမယ်ပေါ့ဟုတ်လားအေးအဲ့လိုအနေအထားမျိုးဒီနေ့မှာဇာတိနဲ့ပတ်သက်ပြီးတော့တန်ဝေခရအောင်စဉ်းစားတဲ့နေဒါဥစဉ်ခေါင်းထဲမှာစဉ်းစားမိတာလေးတစ်ခုပေါ့လေဇာတိဆိုတာဘာလဲလို့မေးရင်ဒုက္ခတွေရဲ့အစပဲလို့ဒီလိုပြောရအောင်ဘုရင်တို့တာမန်တကပရပိုက်ကရှင်သာရိပုတ္တရာကိုရမြတ်ကြီးကိုမေးထားတာရှိတယ်ဗျအရှင်ဗျာဆင်းရဲတယ်ဆိုတာဘာလဲချမ်းသာတယ်ဆိုတာဘာလဲလို့မေးတယ်နော်မေးတဲ့မေးခွန်းကတော့တော်တော်ကြီးကျယ်ပါတယ်နော်ဆင်းရဲတယ်ဆိုတာဘာလဲချမ်းသာတယ်ဆိုတာဘာလဲအဲ့လိုမေးတော့ဘုရားပြီးရင်ဉာဏ်အကြီးဆုံးဆိုတဲ့ရှင်သာရိပုတ္တရာနော်ဘလို့ဖြေတော့ဘဝတစ်တပံဖြစ်ရတယ်ဆိုရင်အဲ့ဒါဆင်းရဲပဲတဲ့ဘဝတစ်တပံမဖြစ်ရဘူးဆိုရင်အဲ့ဒါချမ်းသာပဲလို့ဖြေတယ်အဲ့ဒီစကားကိုနားလည်ဖို့ဆိုတော့တော်တော်မလွယ်ဘူးလို့ထင်တယ်ဟုတ်လားဘဝတစ်တပံဖြစ်ရခြင်းသည်ဆင်းရဲတယ်ဘဝတစ်တပံမဖြစ်ရခြင်းသည်ချမ်းသာတယ်အဲ့ဒါကိုမထေရမြတ်ကဘလို့ရှင်းပြတော့ဆိုတော့ဘဝတစ်တပံဖြစ်ရလို့သာလေရဲ့ပူတယ်အေးတယ်ဆိုတာတွေကိုခံစားရတယ်တွေ့ကြုံရတယ်ဆာလောင်မှုသိတယ်ဆိုတာတွေကိုတွေ့ကြုံရတယ်ခံစားရတယ်ဟုတ်လားကျင်ကြီးကျင်ငယ်စွန့်ရတယ်ဆိုတာတွေကိုခံစားရတယ်တွေ့ကြုံရတယ်
ပစ္စည်းတွေတစ်ခုတည်းနဲ့ထိမိခဲ့တိုက်မိတယ်ကြားတယ်လက်နှစ်တွေဘာတွေနဲ့ထိခိုက်မိတယ်ဆိုတာတွေတွေ့ရတယ်ကြုံရတယ်ဟုတ်လားပြီးတော့ဗာပြောထားတယ်သူကရွှေမျိုးတို့ရဲ့ဝင်ရောက်ချုပ်ချယ်ခြင်းကိုလည်းပဲခံရတယ်တဲ့အဲ့ဒီဒုက္ခတွေကိုသူပြောထားတာဘဝတစ်တဖန်ဖြစ်ရလို့တာနဲ့အဲ့ဒီဒုက္ခတွေတွေ့ရတာအကယ်၍သာဘဝတစ်တဖန်မဖြစ်ရဘူးဆိုရင်အဲ့ဒီဒုက္ခတွေဖြစ်เสียအကြောင်းမရှိဘူးအဲ့တော့ဦးဇင်းကတည်တည်ချာချာစဉ်းစားကြည့်မိတယ်အဲ့ဒီတရားလေးကိုပတ်စံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်နော်ဘလို့လူမျိုးမဆိုတွေ့ကြုံရမယ့်ဒုက္ခတွေကိုပြောသွားတာနော်ဘုန်းဆိုပတ်စံရှိတဲ့လူတွေမတွေ့ရမယ့်ဒုက္ခမျိုးကိုထည့်ပြောလို့ရှိရင်ပတ်စံရှိတဲ့လူတွေကတို့ဘဝတစ်တဖန်မွေးဖွားခဲ့တယ်အဲ့ဒီဒုက္ခတို့မှမရှိဘူးလို့အကြောင်းပြရရှိတယ်ဟုတ်လားခုဘလို့လူမျိုးမဆိုတွေ့ကြုံရမယ့်ဒုက္ခအပူအေးနဲ့တွေ့ရတဲ့စားတာလောင်တာရှိတယ်ဟုတ်လားဆာလောင်တာမှုတ်တိတ်တာရှိတယ်ကျင်ကြီးကျင်ငယ်ဆွမ်းရတာရှိတယ်ထိမိခိုင်းမိတာရှိတယ်ဟုတ်လားအဲ့လိုမျိုးတရားဓမ္မတို့အရှင်တို့ဘဝမှာဘလို့မှရှောင်လွှဲလို့မရတဲ့ဒုက္ခနော်အဲ့ဒါပိဋကပေါင်းသူတော်ကောင်းတို့ဇာတိတဖန်မွေးဖွားတယ်ဆိုတာဒုက္ခအလုံးရဲ့အစပဲအကယ်၍သာမမွေးဖွားခဲ့ဘူးဆိုရင်ဘာဒုက္ခမှတွေ့တဲ့အကြောင်းမရှိဘူးဒါပေမဲ့အဲ့ဒီဥစ္စာကိုတရားဓမ္မတို့အရှင်တို့တွေကပုထုဇဉ်တွေဆိုတော့အရာရာကိုလောဘမျက်လုံးနဲ့ကြည်တယ်တဏှာမျက်လုံးနဲ့ကြည်တယ်အဲ့ဒီလိုကြည့်တဲ့အခါကျတော့တို့မမွေးဖွားခဲ့လို့ရှိရင်ဒီလိုချမ်းသာတာတွေကိုလည်းဘယ်တွေ့ရမှာလဲဆိုတဲ့အတွေးမျိုးနဲ့စိတ်ထဲမှာနားလည်ဖို့ခက်မယ်လို့ထင်တယ်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းသူတော်တို့ဒီဒေသနာလေးကိုနားလည်အောင်ကောင်းကောင်းစဉ်းစားသင့်တယ်နော်ဇာတိသည်ဒုက္ခအလုံးတို့ရဲ့အစမွေးဖွားမိလို့သာလဲဆင်းရဲရတာအလွန်ရိုးရှင်းတဲ့အဖြေပါအဖြေကတော့သို့တော့ကိုယ့်ရဲ့စိတ်တွေကိုယ့်ရဲ့ဉာဏ်တွေကမရိုးရှင်းတဲ့အခါကျတော့ရိုးရှင်းတဲ့အဖြေကိုနားမလည်မှာတော့စိုးရတယ်ပေါ့ဟုတ်လားဒါကြောင့်ဒါဇာတိနဲ့ပတ်သက်ပြီးတော့ပြောတာပါအဲ့ဒီမှာမွေးဖွားလာပြီဆိုတာနဲ့ဘာဖြစ်လာပြီတော့တဖြည်းဖြည်းနဲ့အိုးလာတယ်ဟောင်းလာတယ်ရင်ရော်လာတယ်မကောင်းတဲ့ဘက်ကိုရှေ့ရှုပြီးတော့သွားပြီဟုတ်လားအဲ့ဒါပါတော့ဇရာနော်ဒါစိတ်တိုင်းကြစရာကိစ္စမဟုတ်ဘူးနော်အေးဇရာပြီးရင်ပါတော့ဗျာတိကတော့ဦးဇင်းတို့ပြောနေကြစကားလုံးနဲ့ပြောရမယ်ဆိုရင်တော့အသုံးကြလာတဲ့စက်တလုံးလို့ဟုတ်လားခန္ဓာကိုယ်ကြီးကနေလာတဲ့နှစ်ထန်းတွေကြားလာပြီးများလာပြီးဆိုတော့ချွေရင်ချက်တွေကမဖြစ်လာများလာပြီပေါ့ဘယ်နေရာမှအရင်ကနဲ့မတူတော့ဘူးအဲ့တော့ချွေရင်ချက်တွေများလာတာကိုဘယ်လိုနည်းနဲ့သိနိုင်တော့ဆိုတော့ဒုက္ခဝေဒနာတွေကိုခံစားရသောအဖြစ်သိရတယ်ပေါ့အဲ့ဒီဒုက္ခဝေဒနာတွေကိုခံစားနေရတယ်ဆိုတာကိုပဲဒါဘာလို့ပြောမလို့ဗျာတိနာတဲ့သဘောနာပြီးရင်တော့ဘာလို့ဖို့ပဲရှိတော့ပျက်စီးရမယ်ပေါ့ဟုတ်လားအေးဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဇာတိဇရာဗျာတိမရဏဆိုတဲ့ဒီတရား၄မျိုးတော့ကိုယ့်ဘဝရဲ့တဘာဝအမှန်လို့ပြောကြပါစို့နော်ဒါကိုဘာလို့တာတော့စဉ်းစားရမယ်ဆင်ခြင်ရမယ်အဲ့ဒါကိုစဉ်းစားတတ်ရင်စဉ်းစားတတ်တဲ့လောက်တန်ဝေကားဆိုတဲ့ဉာဏ်နဲ့ရှင်သောထိတ်လန့်မှုဆိုတာကိုရမယ်ပေါ့တော့သိခြင်းတရားကိုစဉ်းစားရင်လည်းပဲတန်ဝေကားရစေရတော့အလွန်ကောင်းတယ်လို့ထင်တယ်အခုမလို့တန်ဝေကမရတာတော့ဆိုတော့သင်ချင်းတရားကိုစဉ်းကိုမစဉ်းစားအောင်စဉ်းစားရင်တော့အကြောင်းတရားကိုလုပ်ရင်တော့အကျိုးတရားကတော့ရမှာပါဟုတ်လားစဉ်းစားခြင်းဆိုတဲ့အကြောင်းတရားကိုတိဆောက်မယ်ဆိုလို့ရှိရင်တန်ဝေကရခြင်းဆိုတဲ့အကျိုးတရားကတော့တေချာပေါက်ရမှာပါဟုတ်လားဒါကြောင့်ကိုယ့်ဘဝသူ့ဘဝဘယ်သူ့ဘဝပဲဖြစ်ဖြစ်တေချာပေါက်ပျက်စီးရမယ့်အနေအထားတွေဆိုတာကိုကောင်းကောင်းနားလည်ပြီးတော့စဉ်းစားပေးဖို့လိုတယ်ပစ္စည်းရှိမရှိပညာတတ်တတ်မတတ်တတ်ဘာကြီးပဲဖြစ်လို့နေနော်အခိုက်အတန့်မျှပါခဏကလေးပါအလုံးဟာဘာဖြစ်ကြမှာတော့ပျက်စီးသွားကြမှာပါတနည်းအားဖြင့်ပြောရရင်တော့သေမိန်ကြပြီးသားရာဇော့သားတွေလို့ပေါ့နော်တရားဓမ္မတို့အရှင်တို့ရဲ့ဘဝကသေချာပေါက်ပျက်စီးမဲ့အနေအထားကိုဘာလို့ကြမှာတော့ရှင်ဆိုင်ကြမယ်ဒါရှောင်လို့လွှဲလို့မရအောင်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဇာတိဇရာဗျာတိမရဏဆိုတဲ့ဒီတရား၄မျိုးတည်တန်ဝေကရခြင်းရဲ့အကြောင်းတရား၄မျိုးနောက်ထပ်ဘယ်နှမျိုးကျန်နေတော့၄မျိုးကျန်တယ်နောက်ထပ်၄မျိုးကဦးဇင်းတို့ဘာတွေပြောထားတော့ဆိုတော့အပေတန်တရားကိုစဉ်းစားရမေးတဲ့ဟုတ်လားအပေတန်တရားဘလို့စဉ်းစားရမှာတော့ဆိုတော့အပေဒုက္ခရဲ့ကြီးကျယ်ပုံတွေကိုစဉ်းစားရင်းနဲ့အဲ့ဒီဒုက္ခတွေနဲ့ငါနဲ့ဟာဇရာမပြတ်သေးဘူးရန်လုံးမြည်ဆက်ဆက်နေသေးတယ်လို့စဉ်းစားရအောင်ငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးပုံရဲ့ဆင်းရဲပုံဒုက္ခကြီးပုံကိုအရင်စဉ်းစားပြီးရင်အဲ့ဒီအနေအထားတွေဟာငါနဲ့လုံးဝဆက်ဆက်နေတယ်ဆိုတာကိုစဉ်းစားရမယ်ငရဲဆိုတာတရားဓမ္မတို့ဦးဇင်းတို့ကိုမသိနိုင်လို့မမြင်နိုင်လို့ထားလိုက်အောင်မြတ်စွာဘုရားကတော့ချမ်းသာဆိုလို့လုံးဝမရှိတဲ့နော်
နေရာဒေသငရဲရဲ့ဒုက္ခကိုအောင်မပြောနိုင်ဘူးလို့တောင်မြတ်စွာဘုရားဟောတာဒါတော့ကိုမသိနိုင်လို့မမြင်နိုင်လို့နော်ပြီးရင်ဦးဇင်းတို့ဘာတော့တလိษံတိဋ္ဌံကြတော့ကိုနဲ့သိလို့မရဘူးလားရပြီနော်တိဋ္ဌံလေးတွေရဲ့ဘဝတိတိကျကျစဉ်းစားကြည့်နော်ဒီစကားပါတွေဘာတွေကြည့်ရင်အမှတ်တမဲ့မကြည့်နဲ့ဟုတ်လားအချင်းချင်းနိုင်ရာစားဟုတ်လားရေးရဆက်ဆက်တပ်ဖြတ်ပြီးတော့ဒါကသူတို့ဘာလို့ဒီလိုလုပ်နေအောင်ဆိုသူတို့ဘဝရှင်သန်ရေးအတွက်လုပ်နေတာဟုတ်တယ်မဟုတ်လားဒီဘဝရဲ့အနေအထားကြီးကိုကစားဘလောက်ကြောက်เสียကောင်းတုံးဆိုတာတွေကိုစဉ်းစားအောင်နော်အလိษံတွေရဲ့ဘဝဘာဥပဒေမှမရှိဘူးအာကြီးခြင်းသည်အမှန်တရားဟုတ်လားအရိษံမှန်လို့ရှိရင်လည်းများသောအားဖြင့်အသာသာတတ္တဝါပဲများပါတယ်ဟုတ်လားအဲ့လိုမျိုးနေကြတာအရိษံလောကပြီးတော့ဦးဇင်းတို့ဘာတော့ပြိတ္တာအတုရကေအဲ့ဒါကြတော့ပိဋကပေါင်းသူတော်ကောင်းတို့တချို့လက်လန်းမိနိုင်တယ်ပေါ့အခုအနိနာဝဉ္ဇဉ်မှာတချို့ပိဋကဂတိကိုရောက်နေကြတဲ့နော်တတ္တဝါတွေရှိတယ်ဆိုတာကိုသိနိုင်တဲ့အထောက်အထားတွေအများကြီးမရှိဘူးလားရှိတယ်နော်ဒီတစေတရေကိစ္စနော်စဉ်းစားကြည့်ပေါ့အမြဲတမ်းဆာလောင်မှုသိနေတဲ့မပြည့်မဝဖြစ်နေတဲ့အတုရကေဆိုရင်တော့ပို့ပြီးတော့ဒုက္ခကြီးတယ်လို့ဆိုပါတယ်ဟုတ်လားအဲ့လိုမျိုးငရဲတိရစ္ဆာန်ပြိတ္တာအတုရကေအပေလေးဖို့ဒီဒုက္ခတွေကိုပိဋကပေါင်းသူတော်ကောင်းတို့စဉ်းစားဆင်ခြင်ရမယ်ပြီးရင်ဘယ်လိုဆက်ပြီးတော့စဉ်းစားရမှာတော့ဆိုတော့ငါသည်အချိန်မရွေးအဲ့ဒီဘုံဘဝမျိုးကိုရောက်သွားနိုင်တဲ့အနေအထားရှိနေတယ်ဆိုတာကိုစဉ်းစားရမယ်တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့အတွင်းတဏ္ဍာမှာငါဆိုပြီးတော့မှားယွင်းတဲ့ဆွဲလန်းမှုဆိုတဲ့တက္ကာယဒိဋ္ဌိကြီးရှိတယ်ပေါ့နော်ဒီထင်ရှားရှိတဲ့ယုံနာအပေါ်မှာပဲအမြင်မှားအထင်မှားတက္ကာယဒိဋ္ဌိဆိုတာရှိနေတယ်အဲ့ဒီတက္ကာယဒိဋ္ဌိသည်အပေလေးပုံကိုပို့တဲ့အဓိကကြတဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရားကိုအမြင့်ပြတ်မပယ်ရှားရသေးသမျှတရားဓမ္မတို့အချင်းတို့တွေအခြေမရွေးအဲ့ဒီအပေဒုက္ခနဲ့ရှင်ဆိုင်ရနိုင်တယ်ခုလုံးလုံးစေတော့ငါဘာဖြစ်နေတယ်လို့ပြောလို့ရတာပေါ့လေဟုတ်လားသို့တော့အခြေမရွေးဘာဆက်ပြီးတော့ဖြစ်သွားနိုင်တယ်လဲဆိုတာကိုထက်တွက်เสียမရှိဘူးလားရှိတယ်နော်ဦးဇင်းတို့ရှင်မမောဂလန်ကိုရောမြတ်ကြီးခါတော်မှာနော်ကေဇဂုတ်တောင်ကနေပြီးတော့ဆင်းလာအဲ့ဒါလို့ဆင်းလာတာရှင်လက္ခဏာပါတယ်သူနဲ့အတူတူလာပါတဲ့ခါကျတော့တောင်ဆောင်တနေရာမှာနော်အောက်ကိုဆင်းလာတော့ရှေ့မှာကောင်းငင်ပဲရှိတာတောင်ပေါ်ကဆင်းလာတာဆိုတော့အဲ့ဒီကောင်းငင်တွေကိုကြည်ရင်းနဲ့ရှင်မောဂလန်ကိုရောမြတ်ကနည်းနည်းနှက်ခမ်းလှုပ်ပြီးတော့ပြုံးမိသွားတယ်အဲ့ဒါကိုရှင်လက္ခဏာမြင်မိအောင်မြင်တယ်နော်ရှင်လက္ခဏာကလည်းယဟန္တာပါပဲအဲ့ဒါနဲ့ရှင်ဘုရားဘာဖြစ်လို့မြန်ပြုံးလိုက်တော့ရှင်ဘုရားပြုံးလိုက်တာဒီလိုတွေ့တယ်အဲ့လိုမေးတဲ့အခါကျတော့ရှင်မောဂလန်ကငါရှင်လက္ခဏာတဲ့ဒီအကြောင်းအရာကိုငါကိုအခုမမေးနဲ့မြတ်စွာဘုရားဒီရောက်မှမေးလို့ပြောတယ်အဲ့ဒါနဲ့အဲ့လိုပြောတော့ရှင်လက္ခဏာကပို့ပြီးတော့စိတ်ဝင်စားသွားတာ哦အဲ့ဒါနဲ့ဦးဇင်းတို့ဆုံးခံဆုံးပေးပြီးတော့ညနေခင်းကာလရောက်ပြီဆိုတော့မြတ်စွာဘုရားထံတော်ဘာချင်းကပ်ကြတယ်အဲ့ဒါမြတ်စွာဘုရားရှိမှပိဋကတ်တွေလည်းရှိတယ်ယဟန်ပိဋကတ်နော်အစရှိသဖြင့်အဲ့ဒီပိဋကတ်ကြားထဲမှာပဲရှင်လက္ခဏာကရှင်မောဂလန်ကိုမေးတယ်ရှင်ဘုရားမနေ့ခင်တုန်းကဘုရားရှိကြမှာမေးဆိုလို့အခုမေးပါတယ်ရှင်ဘုရားဘာဖြစ်လို့ပြုံးတာတော့အဲ့ဒီလိုမေးတဲ့အခါကျတော့ရှင်မောဂလန်ကအရှင်လက္ခဏာတဲ့ငါကောင်းငင်ကိုကြည်နေတော့မှငါရဲ့နာထဲမှာအင်မတန်သနာเสียကြောက်မဖွယ်ရလို့လည်းပြောလို့ရတယ်အတန်ကြားရတယ်ပေါ့အတန်ကြားတယ်နဲ့ငါတည်တည်ချာချာကြည့်လိုက်တော့ကောင်းငင်မှာဘာအသားမှမပါဘဲနဲ့အယိုးချောက်တစ်ခုပြန်နေတယ်ပေါ့နော်သူ့ရဲ့အထက်ထဲမှာကလီစာမျိုးစုံရှိတယ်တဲ့အဲ့ဒါကိုပြင်ဘက်ကနေပြီးတော့စွန်လိုကြီးလိုအကောင်တွေကလိုက်ပြီးတော့ထိုးကြတယ်ပေါ့ထိုးတော့အဲ့ဒီအကောင်ကအင်မတန်နာကျင်တဲ့အတွက်ကြောင့်သူអော်တယ်တဲ့အဲ့ဒီអော်တဲ့အတန်ကိုလည်းသူကြားရတယ်အဲ့ဒါလိုဖြစ်ပြနေတဲ့ပုံသဏ္ဍာန်ကိုလည်းမြင်ရတယ်အရှင်လက္ခဏာယဟန္တာဖြစ်တယ်မမြင်ရအောင်နော်လောကကြီးကအလွန်စမ်းကြယ်တယ်နော်တခါကြီးမိုင်များဟုတ်လားအလွန်လဲကျယ်ပြန့်တယ်ပေါ့ကိုသိနိုင်တာကတစ်ဆိုရင်ကိုမသိနိုင်တာတွေကတိမ်တန်းကြိချီပြီးတော့ရှိမယ်ဆိုတာတော့မိမထားသင့်ဘူးပေါ့နော်အဲ့ဒါနဲ့ရှင်မောဂလန်ကအလွန်တကူးကြီးတဲ့ပုဂ္ဂိုလ်ဆိုတော့ကြားရတယ်မြင်ရတယ်အဲ့ဒါကြောင့်မို့လို့လောကကြီးမှာဒီလိုတတ္တဝါရေလို့လည်းရှိနေသေးတယ်ကိုစဉ်းစားတာအရှင်မောဂလန်ကဟုတ်လားအဲ့လိုစဉ်းစားရင်းနဲ့ तू ဘာတွေးမိတုံးဆိုတော့ငါမှာဒီလိုကြီးကျယ်တဲ့ဒုက္ခတွေဖြစ်เสียအကြောင်းဘာမှမရှိတော့ဘူးဒါလေးကို तू ဆက်ပြီးတော့စဉ်းစားတာသူ့မှာဒီလိုကြီးကျယ်တဲ့ဒုက္ခဖြစ်เสียအကြောင်းတရားမရှိတော့အကြောင်းမရှိဘူးဆိုမှတော့မဖြစ်တော့ဘူးပေါ့ဗျာဟုတ်လားအေးအဲ့ဒါကြောင့်မလို့ငါတော့တော်သေးရဲ့ဆိုပြီးတော့
တွေးမိလို့ပြုံးမိတာတဲ့သူဖြစ်နေတာကိုသဘောကျလို့ပြုံးတာမဟုတ်ဒီလိုအခြေအနေဇိုးတွေကငါလွတ်သွားပြီဆိုတဲ့အတွေးနဲ့ပြုံးမိတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အဲ့လိုမြတ်စွာဘုရားရှေ့မှာဖြေတော့မြတ်စွာဘုရားကထောက်ခံပြီးတော့ပြောပါသေးတယ်ဟုတ်တယ်တဲ့အဲ့ဒီတတ္တဝါကိုငါဘုရားဖြစ်ခါစနော်ဘုရားဖြစ်တဲ့နေ့မှာပဲအဲ့ဒီတတ္တဝါကိုငါမြင်ရတယ်အဲ့ဒီအတန်ကိုလည်းငါကြားရတယ်တဲ့ဒါပေမဲ့လို့မယုံကြည်တဲ့လူတွေအပြစ်ဖြစ်မှာဆိုလို့ငါတခါမှမပြောခဲ့ဘူးတဲ့မြတ်စွာဘုရားဟုတ်လားမပြောခဲ့ဘူးတဲ့အခုငါရဲ့တပည့်တော်ဝကတွေဟာအသိဉာဏ်ပညာနဲ့ပြည့်စုံပြီးတော့နေကြတယ်ငါဘက်ကတက်တည်ရှိတဲ့အတွက်ကြောင့်ငါအခုထုတ်ပြီးတော့ပြောလိုက်တယ်တဲ့မြတ်စွာဘုရားနော်ဒါကြောင့်ပိဿပေါင်းသူတော်တို့ပြောချင်တာကရှင်မမောကလန်ကိုရမြတ်ကြီးပြုံးတဲ့အပြုံးကလေးကိုပြောချင်တာငါတော့ဒီအခြေအနေစိုးတွေကလွတ်သွားပြီအဲ့ဒီလိုအပြုံးမျိုးတရားဓမ္မတို့ရောဦးဇင်းတို့ရောမပြုံးနိုင်သေးဘူးနော်အလွန်ကြီးကျယ်တဲ့အဲ့ဒီဒုက္ခတွေနဲ့ကိုယ်နဲ့ပတ်သက်မှုဆက်နွယ်မှုရှိနေတယ်ဟုတ်ရဲ့လားတိရစ္ဆာန်လေးတွေမြင်ရင်တိတိကျကျကြည့်နော်ဒါကဦးဇင်းကကိုတွေးတာတွေရှောက်ပြောတယ်တခါတလေကြတော့ဟုတ်လားတိတ်တော့လည်းမကောင်းတော့မကောင်းဘူးလားတော့မသိဘူးပေါ့လေတခါလေတိရစ္ဆာန်လေးတွေကိုကြည့်ရင်လူလေးတွေလို့စိတ်ထဲမှာထင်မိတယ်ပေါ့နော်မျက်လုံးလေးနှလုံးနဲ့နှာခေါင်းလေးနဲ့ဒီမျက်နှာလေးကိုပုံပြောင်းထားသလိုပဲလို့ထင်ရတယ်။သူတို့လည်းမြင်တတ်တယ်ကြားတတ်တယ်ဝမ်းသာတတ်တယ်ဝမ်းနဲ့တတ်တယ်ခံစားတတ်တယ်နော်စိတ်ကောက်တတ်တဲ့အကောင်လေးတွေတောင်ရှိတယ်။ဟုတ်လားတိရစ္ဆာန်ဆိုပြီးတော့ကိုယ်နဲ့အရန်ကြီးကွာတယ်လို့မထင်နဲ့နော်အရန်ကြီးကွာတယ်လို့ပြောချင်ရင်ဘယ်နေရာမှာပြောမလို့ဘဝတန်တရားဝရှင်ရဲ့ကလွတ်မြောက်အောင်ရုန်းကန်နိုင်ဖို့အတွက်အခွင့်အရေးရှိခြင်းမရှိခြင်းဒါပဲကွာဟုတ်လားကျန်တာကတော့ယဉ်ကြီးကွာလာတယ်လို့မထင်ပါဘူးเนาะဒီကိစ္စသိပ်ပြီးတော့မြင့်မြတ်တဲ့ကိစ္စကိုသိပ်မလုပ်ဘူးဆိုရင်တော့လူလည်းပဲတိရစ္ဆာန်နဲ့ယဉ်ကြီးထူးတယ်လို့မပြောနိုင်ဘူးတော့ခုနကတော့ပြောချင်တာကတခါတလေတိရစ္ဆာန်လေးတွေကိုကြည့်ပြီးတော့အော်လူလေးတွေနဲ့တူလိုက်တာလို့စဉ်းစားမိတယ်တခါတလေလူလေးတွေကိုကြည့်ပြီးတော့တိရစ္ဆာန်လေးတွေနဲ့တူလိုက်တာလို့လည်းစဉ်းစားမိတာလည်းရှိတယ်ဟောတူတာတွေမရှိဘူးလားဟောတိရစ္ဆာန်နဲ့တောင်ဆိုးရတာတွေမရှိဘူးလားရှိတာဟောဒါကြောင့်ပိဿတို့ဒါကတော့ကိုဦးဇင်းတွေးတာကိုပြောတာပါဟုတ်လားတရားသဘောအနေနဲ့ပြောတာမဟုတ်ပါဘူးအဲ့တော့ဦးဇင်းတို့ပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကဒီငရဲတိရစ္ဆာန်ပြိတ္တာအတုရကေဆိုတဲ့အပေလေးပုံရဲ့ဒုက္ခကိုစဉ်းစားခြင်းဖြင့်ငါဟာဒီအနေထားကလွတ်မြောက်ခွင့်မရှိသေးဘူးဆိုတာကိုတွေးရင်ဘာရနိုင်တော့တံဝေကရနိုင်တယ်ဒါ၅ခုမြောက်တံဝေကရခြင်းရဲ့အကြောင်းတရားနောက်အပေလေးပုံကိုစဉ်းစားရမယ်နောက်ဦးဇင်းတို့6ခုမြောက်အကြောင်းတရားကဘာလဲတံဝေကဝိထုကဘာလဲဆိုတော့အတိတ်တန်တရားကိုစဉ်းစားဆင်ခြင်ပေးရမယ်နော်ကိုဘဝရဲ့အတိတ်တန်တရားပြန်လှည့်ပြီးတော့ကြည်ကြည်ပါအောင်နော်ဒီဘဝမတိုင်ခင်တော့ကအရင်ဘဝတစ်ခုခုဖြစ်ခဲ့မယ်ပေါ့နော်အဲ့ဒီဘဝမှာမွေးဖွားခဲ့တယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်မယ်ပြီးရင်ပျက်စီးခဲ့တယ်ပေါ့အဲ့ဒီအရင်ဘဝဆက်ပြီးတော့ကြည်ပါအောင်မွေးဖွားခဲ့တယ်အစဉ်ပြေတာမပြေတာတွေကိုရင်ဆိုင်တယ်ပြီးရင်ပျက်စီးသွားတယ်ဘဝတွေကိုအသေးစိတ်ကြည့်မယ်ဆိုရင်တော့ပြောရင်မဆုံးဘူးပေါ့မြန်မြန်ဆန်ဆန်အကျဉ်းမြင့်ပြောမယ်ဆိုရင်တော့မွေးဖွားလာတဲ့ရင်ဆိုင်နဲ့ပျက်စီးသွားတယ်ဟုတ်လားမွေးဖွားလာတဲ့ရင်ဆိုင်လာတဲ့ပျက်စီးသွားတယ်ငယ်ငယ်ကစာလေးတစ်ပုဒ်ဖတ်ဘူးတာရှိတယ်ဘုရင်ကြီးတစ်ပါးကနော်တိုင်းနိုင်ငံအသီးသီးမှာရှိတဲ့ဘုရင်တွေရဲ့အကြောင်းလူသားတွေရဲ့သမိုင်းကိုရေးပြီးတော့ဆက်သွင်းရမယ်လို့အမိန့်ချတယ်တဲ့ပညာရှိတယ်ဒီကမ္ဘာလောကကြီးရဲ့လူသားတွေရဲ့သမိုင်းလို့သမိုင်းရေးခဲ့ရမယ်ဆိုတော့ပညာရှိအမကြီးတွေစုဝေးပြီးတော့ရေးကြတာပေါ့သမိုင်းစာအုပ်ကြီးတွေအထူးကြီးတွေလို့ဆိုတယ်အဲ့ဒါအမကြီးကဟာတတန်းကတူတူနဲ့ဓာကုံအောင်ငါမဖတ်နိုင်ဘူးဓာတ်တဲ့ပုတ်ပြီးတော့အချင်းချုပ်ပြီးတော့ရေးခဲ့အောင်ထပ်ပြီးတော့အချင်းချုပ်ပြီးတော့ရေးလာတော့လဲစာအုပ်ကသိပ်ပြီးတော့သေးမသွားဘူးဟုတ်လားအဲ့ဒါနဲ့ဘုရင်ကြီးကဟာထပ်ပြီးတော့အချင်းချုပ်ခဲ့အောင်နောက်တစ်ခါရေးလဲထပ်ပြီးတော့အချင်းချုပ်ခဲ့အောင်ဆိုတော့ပညာရှိအမကြီးတယောက်ကဂိုင်းအချင်းဆုံးသမိုင်းဆိုပြီးတော့ရေးလာတယ်တမျက်နှာတောင်မရှိဘူးဖတ်ကြည့်လိုက်တယ်လူသားတွေမွေးဖွားလာကြတယ်ထို့နောက်သေဆုံးသွားကြတယ်တဲ့။ကဲသမိုင်းကပါတော့အချင်းဆုံးသမိုင်းပဲနော်။အဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝတန်တရားနော်မွေးဖွားလာတယ်စင်ပြေတာမပြေတာတွေကိုရင်ဆိုင်တယ်ပြီးရင်ဖြစ်စီသွားတယ်။တဘဝတည်းစဉ်းစားရင်တော့စိတ်ထဲမှာအယမ်းကြီးလေးနဲ့သွားစရာအကြောင်းမရှိဘူး။သို့တော့ဘလောက်များပြီတော့မွေးဖွားလာတယ်ရင်ဆိုင်တယ်သေဆုံးသွားတယ်ဘာမှမဟုတ်ပါလားဆိုတဲ့အမြင်မျိုးကိုလည်းရနိုင်တယ်ဟုတ်လားအဲ့တော့ဆိုကြပါစို့ဒကာဓမ္မတို့ဦးရှင်တို့ကလေးဘွားတုန်းကသဲအိမ်ကလေးတွေဆောက်ပြီးတော့ကစားကြတာရှိတယ်ပေါ့နော်သဲအိမ်ကလေးတွေဆောက်ပြီးတော့ကစားတာရှိတယ်ကလေးတုန်းကတော့အဲ့ဒါလေးတွေပြက်သွားရင်လားဖြစ်မလူမြန်ရှိရင်ငိုရတယ်ပေါ့ဟုတ်လားအသက်ကြီးလာတဲ့ခါကျတော့အဲ့ဒီသဲအိမ်ကလေးတွေကိုကြည့်ပါလားစိတ်ထဲမှာဘာမှလေးနဲ့မှုလည်းမရှိဘူး
ဟုတ်လားဒါရဲ့အပေါ်မှာဘာမှအထင်ကြီးမှုလည်းမရှိဘူးဒါခဏနေပြုတ်ပြတ်သွားမယ်အနေထားပဲလေဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတော့ခန္ဓာ၅ပါးသည်ကလေးတွေဆော့ကစားနေတဲ့အရာတွေနဲ့တူတယ်လို့မြတ်စွာဘုရားဟောနော်ဒါကြောင့်ပိဿပေါင်းတော်ကိုယ့်ရဲ့အတိတ်တန်တွေအလွန်ရှည်လျားခဲ့ပြီဒီဒုက္ခတွေဆိုတာကိုပြန်ပြီးတော့စဉ်းစားရမယ်ပထမဦးဆုံးနေ့တုန်းကဦးဇင်းနည်းနည်းပြောလိုက်ပါတယ်ပိဿတို့မှတ်မိမယ်ထင်ပါတယ်ကိုတောက်ဆို့ခဲ့တဲ့အမိရဲ့နို့ရည်တွေကိုအလိုမကျလို့ယိုစီးခဲ့ရတဲ့မျက်ရည်တွေအခက်မသိလို့ခေါင်းဖြတ်ခံရလို့ယိုကျခဲ့ရတဲ့သွေးတွေသမုဒ္ဒရာလေးစင်းမှာရှိတဲ့ရေထက်တောင်များတယ်လို့မြတ်စွာဘုရားဟောထားတယ်မြတ်စွာဘုရားရဲ့တပ်ပညုတဉာဏ်ကိုယုံကြည်သောတရားတရားဥရှိပြီးတော့နော်အဲ့ဒီအနေထားလေးတွေကိုစဉ်းစားဆင်ခြင်ရင်းဖြင့်အော်အတိတ်တန်တရားကြာခဲ့လှပပါကောဆိုတဲ့အတွေးမျိုးဟာလည်းပဲတန်ဝေခါကိုရရှိတယ်ဟုတ်လားအေးနောက်ပြီးတော့ဦးဇင်းတို့ခုနှစ်ခုမြောက်တန်ဝေခရခြင်းရဲ့အကြောင်းတရားအဲ့ဒါကိုကျတော့ဗာပြောထားတော့ဆိုတော့အနာဂတ်တန်တရားကိုစဉ်းစားရမယ်တဲ့နော်ဒီအနာဂတ်တန်တရားကိုစဉ်းစားတာကျတော့နည်းနည်းလေးပညာပါဖို့လိုမယ်ကိုဘဝရဲ့အနာဂတ်နော်ဒီဘဝရဲ့အနာဂတ်ကတော့ဘာတွေလာမလဲအတိအကျကြီးတော့ဘာမှသိတော့ပြောလို့မရဘူးပေါ့နော်အတိအကျပြောလို့ရမယ့်အရာကတော့တေချာပေါက်ပျက်စီးရမယ်ပေါ့နော်တော်တော်နဲ့မပျက်စီးခြင်းသေးဘူးဆိုရင်တော့နာရကျင်တာတွေကိုအကြာကြီးခံစားရမယ်ပေါ့ဟုတ်တယ်မဟုတ်လားနာရကျင်တာတွေအိုရာမင်းတာတွေကိုသိမခံစားခြင်းဘူးဆိုရင်တော့မြန်မြန်ပျက်စီးဖို့ပဲရှိတယ်ပေါ့ဟုတ်လားအဲ့တော့ကိုယ့်ဘဝရဲ့ဒါဒီဘဝရဲ့အနာဂတ်ပေါ့နော်ဒါဘယ်သူမှရှောင်လွှတ်လို့မရတဲ့အနာဂတ်။ကိုင်နောက်ဘဝရဲ့အနာဂတ်မွေးဖွားလာမယ်။သူလည်းပဲဒီလိုပဲအစဉ်ပြေတာမပြေတာကိုကိုယ့်ရဲ့ပြုတ်ထားတဲ့ကံတရားဖန်ဆင်းတာတွေကိုပြန်လဲသိမ့်ပိုက်ရင်းနဲ့ပြီးတော့မဖြစ်သွားမလို့ပျက်စီးသွား။အဲ့တော့ဒီနေရာမှာဦးဇင်းတို့အနာဂတ်တန်တရားကိုစဉ်းစားတဲ့နေရာမှာဒီအနာဂတ်တန်တရားကြီးဟာဘာကြောင့်ဆက်ပြီးတော့ဖြစ်နေသလဲ။ကိုယ့်ရဲ့တန်တာမှာအကြောင်းတရားတွေမပယ်ရှားရသေးလို့မီးစာတွေရှိနေလို့မီးတွေဆက်ပြီးတော့တောက်နေတဲ့သဘောမီးကအခုတောက်နေတယ်ဒါပေမဲ့ဒီမှာဒီမီးနဲ့တစ်ဆက်တည်းနော်မလောင်ကျွမ်းရသေးတဲ့မီးစာတွေအစာအဆုံးမရှိဘာလို့ထားထည့်ထားတယ်အဲ့တော့မီးကတော့ဘာလို့နော်ဆက်ပြီးတော့တောက်နေပဲပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့အနာဂတ်မှာဖြစ်ပေါ်လာမယ့်ဘဝတန်တရားရဲ့နော်အကြောင်းတရားဟာဘာလဲလို့မေးရင်အတူဆုံးပြောရတော့ကိလေသာတရားဟုတ်လားဘာတရားလဲကိလေသာတရားရာဂဒေါသမောဟဆိုတဲ့ကိလေသာတရားတွေဟာနော်ဒီဘဝတန်တရားဆက်ပြီးတော့ဖြစ်ဖို့အတွက်အခြေခံကြတဲ့အကြောင်းတရားအဲ့ဒီအကြောင်းတရားကိုမဖယ်ရှားရသေးသမျှဘဝတန်တရားဆက်ရမယ်အဲ့ဒီကိလေသာတရားတွေထဲမှာလည်းပဲအဓိကအကြဆုံးအကြောင်းတရားကဘာလဲဆိုတော့တဏှာဆိုတဲ့လောဘပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တချို့အမြဲမပြတ်ရွတ်ဆိုနေတဲ့ဓမ္မစကြာဒေသနာမြတ်စွာဘုရားရဲ့တရားဥထဲမှာတဏှာလောဘနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့တဏှာလောဘဆိုတာဒုက္ခရဲ့အကြောင်းတရားဒုက္ခသမုဒယသစ္စာဣဒံခောပဏဘိက္ခဝေဒုက္ခအရိယသစ္စာနော်အခုပြောမယ့်အရာဟာဒုက္ခအားလုံးတို့ရဲ့အကြောင်းတရားအမှန်တရားဖြစ်တယ်တဲ့အဲ့ဒါဘာလို့ဆိုတော့ယာယံတဏပောနောဘဝိကာနန္ဒီရာဂသဟဂတတတရတတရဘိနန္ဒီနိတေယတိတံကာမတဏဘဝတဏဝိဘဝတဏဒုက္ခအလုံးတို့ရဲ့ဖြစ်ခြင်းရဲ့အကြောင်းတရားဘာတော့တဏှာအဲ့ဒီတဏှာဟာဘလို့စွမ်းရည်တတ္တိရှိတော့ယာယံတဏှာပောနောဘဝိကာပောနောဘဝိကာဘဝတစ်ကိုတဖန်ဖြစ်စေတဲ့သဘောရှိတယ်ဟောတဏှာရဲ့စွမ်းရည်တတ္တိနော်အဓိကသူလက်သက်တဲ့ခတ်ပဲသောတော်ကဦးဇင်းတို့ဇာတိကိုဒုက္ခအလုံးတို့ရဲ့အစလို့ပြောလိုက်တယ်နော်ဒီအဲ့ဒီဇာတိကိုဘယ်သူကဖန်တီးတာတဏှာကဖန်တီးတယ်ဟုတ်လားပောနောဘဝိကာဘဝတစ်ကိုတဖန်ဖြစ်စေတယ်နန္ဒီရာဂသဟဂတနှစ်သက်ခြင်းနဲ့တကွဖြစ်တယ်တဲ့တဏှာဆိုတာနော်နှစ်သက်ခြင်းနဲ့တကွဖြစ်တယ်တတရတတရဘိနန္ဒီနိရောက်ရဘဝရရခန္ဓာမှာအလွန်ပျော်မွေ့တဲ့သဘောလေးရှိတယ်တဲ့ဟောတဏှာဆိုတာဘလို့ခန္ဓာပဲရရဘလို့အတဘောပဲရရဘယ်ဘဝပဲရောက်ရောက်မပျော်ဘူးဆိုတာမရှိဒါကြောင့်ခွေးလေးတွေနွားလေးတွေဝက်ကလေးတွေတွေးလို့သူတို့တော့တော်တော်ဆင်းရဲနေမှာပဲနဲ့တူပါရဲ့လို့ထင်ရင်တော့မှားမှာပဲကိုကလူစိတ်နဲ့တိဋ္ဌံခန္ဓာကိုယ်ကြီးတွဲထားရင်တော့အဆင်မပြေဘူးပေါ့ဟုတ်လားသဘောပေါက်လားဦးဇင်းပြောတာဟုတ်နော်လူစိတ်နဲ့တိဋ္ဌံခန္ဓာကိုယ်ကြီးတွဲထားရင်တော့တိတ်အဆင်မပြေဘူးပေါ့နော်တိဋ္ဌံစိတ်နဲ့တိဋ္ဌံကိုယ်နဲ့ကတော့ဘာဖြစ်နေတော့အဆင်ပြေနေတာပဲလေဆိုကြပါတော့ကျုပ်တို့ကိုနတ်တွေဘာတွေကကြည့်ပြီးတော့နန်ကနန်စော်ကစော်ပါပြီနဲ့လူတွေကြီးကျယ်တဲ့ဒုက္ခတွေကျုံနေတယ်လို့သူတို့ကပြောရင်ဒကာဓမ္မတို့ဦးဇင်းတို့ကဘလို့ပြန်တုံ့ပြန်လဲ
ကိုယ့်ကိုပျော်လွန်းလို့ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ရရဘဝရောက်ရခန္ဓာမှာတဏှာဟာတတ္တဝါကိုပျော်သွားစေတယ်ဒါကြောင့်ဘလောက်ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်သူတို့ဘဝကိုစိတ်တိုင်းမကြဘူးဆိုတာတည်ငါတခဏပါကိုယ့်ဟာနဲ့ကိုယ်တော့ပျော်နေကြတာကြီးပါပဲအေးအဲ့ဒီတဏှာဟာဘယ်နှမျိုးရှိတုံးဆိုတော့ကာမတဏှာဘဝတဏှာဝိဘဝတဏှာနော်ကာမဂုဏ်အာယုံကိုလိုလားတောင်းတတဲ့တဏှာရှိတယ်ဘဝကိုလိုလားတောင်းတတဲ့တဏှာရှိတယ်နော်ဥစ္စေတဒိဋ္ဌိနဲ့ရှင်တဲ့နော်ဘဝပြည့်ငြိမ်းခြင်းဟုတ်လားအဲ့ဒါကိုလိုလားတောင်းတတဲ့တဏှာဝိဘဝတဏှာဆိုတာရှိတယ်ဒါအကျဉ်းမြင်လေးပြောတာဟုတ်လားအဲ့ဒီတဏှာဆိုတဲ့အကြောင်းတရားအထူးသဖြင့်တော့ဘဝတဏှာပေါ့နော်ဘဝရဲ့ပုံမှာမမောတဲ့စိတ်ဒါရှိနေသေးသည်မြဘဝတန်တရားခီးကတော့ဆက်ရအောင်ပဲဘယ်ရွေးဘယ်မြဆက်ရမှာလဲလို့မေးရင်အဲ့ဒါမကုံမချင်းဆက်ရမယ်အကြောင်းအောင်ကျိုးဒီတိုင်းသွားနေဟုတ်လားအတိတ်တုန်းကလည်းဒီတိုင်းလာခဲ့တဲ့အနာဂတ်လည်းဒီတိုင်းဆက်ပြီးတော့သွားမယ်ပေါ့အဲ့တော့ကိုယ်ဘဝဒုက္ခစက်ကြီးရက်ရေးမရက်ရေးဟာနော်ကိုယ့်ရဲ့ကိလေသာတရားကုန်ခန်းမှုရှိခြင်းမရှိခြင်းပေါ်မှာမူတည်မယ်ပေါ့ဟုတ်လားအဲ့ဒါမြတ်စွာဘုရားရဲ့အဆုံးအမမြတ်စွာဘုရားရဲ့သာသနာဆိုတာကအဲ့ဒီအနာဂတ်တန်တရားဒုက္ခဇိုးကြီးဆက်ပြီးတော့မဖြစ်ဖို့အတွက်အကြောင်းတရားဖြစ်တဲ့ဒီတဏှာဆိုတဲ့ကိလေသာတရားတွေချုပ်ဆုံးဖို့အတွက်မြတ်စွာဘုရားကနိမန်လမ်းမှာဆုံးမတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အနာဂတ်တန်တရားနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်ခြင်းဒီလည်းပဲတတိတံဝေကကိုရခြင်းရဲ့အကြောင်းတရားဘယ်နှခုရှိသွားလဲခုနှစ်ခုရှိသွားပြီနော်အဘေတန်တရားရဲ့အတိတ်တန်တရားရဲ့အနာဂတ်တန်တရားရဲ့သောတော်ကဇာတိစရာဗျာတိမရဏကတော့လွယ်တယ်မှတ်ပြီးစားဟုတ်လားအေးနောက်ဆုံးတစ်ခုကြံနေတယ်အဲ့ဒါဘာတုံးဆိုတော့အာဟာရပရိယေတနာလူငယ်တွေနားလည်အောင်ပြောရရင်တော့ဒီဘဝရက်တီလို့ယာယီအတွက်ရှားဖွေးနေရတဲ့ကိစ္စအဲ့ဒါဟာလည်းပဲစဉ်းစားဆင်ခြင်တံဝေကကိုရရှိတယ်တော့じゃအမှတ်တမဲ့ရှားမနေနဲ့ဟုတ်လားသတိကလေးထားပြီးတော့ရှားနော်ဒီရှားဖွေးရတဲ့ကိစ္စပြီးတယ်လို့မရှိရှိမရှိဘလို့လူမျိုးပဲဖြစ်ဘာလို့နေတော့ရှားနေကြတာဘာလို့ရှားတာတုံးလို့မေးလို့ရှိရင်သူ့မှာလည်းအကြောင်းတရားရှိတယ်နိဒာနတန်ယုတ်ပါဠိတော်များမှာတော့ဟောထားတာရှိတယ်တဏ္ဏံပဋိစ္စပရိယေတနာတဏ္ဏံလိုချင်ခြင်းဆိုတဲ့တဏှာကိုအကြောင်းပြုပြီးတော့ပရိယေတနာရှားတယ်ဆိုတာဖြစ်လာတယ်တော့ဒါကမှတော့ဦးဇင်းတို့အဲ့ဒါလို့နေစာတော်ဝအချိန်နဲ့အမျှဘဝမှာရှားနေကြရတာဒီစဉ်းစားကြည့်မယ်ဆိုရင်တန်ဝေကကိုရရှိတယ်ပေါ့နော်ဒီနေ့မှာဦးဇင်းတို့ဒီခန္ဓာကိုယ်တည်တံ့ရေးအတွက်ရှားကြရတယ်ပေါ့နော်လူသားတွေဆိုတော့အေယာတီထောင်မှုကိုလည်းပြုထားတော့ကိုယ်ခန္ဓာတစ်ခုတည်တံ့ရေးအတွက်တည်းမကဘဲနဲ့ကိုယ်မိသားစုကိုယ်အတိုင်းဝိုင်းအတွက်ပါရှားကြရဖွေကြတာကိုမရှိဘူးလားရှိတယ်အဲ့ဒါဘဝတိုင်းမှာဒီရှားဖွေမှုဆိုတာရှိတယ်လူဘဝရဲ့ရှားဖွေမှုဆိုတာပရိစ္ဆန်လေးတွေရဲ့ရှားဖွေမှုနဲ့နှိုင်းစာရင်တော်သေးတယ်လို့ပြောရမယ်နော်တို့မှာအကြီးအကျယ်အပြည့်အလွှာနော်တချို့ဆိုရင်အသက်နဲ့ရင်းပြီးတော့ရှားရတယ်ပေါ့ဒါလူတွေထဲမှာလည်းရှိနေတာပါပဲဒါပေမဲ့ဒီနေရာမှာဦးဇင်းတို့ပြောစရာလေးတစ်ခုရှိတာကရှားဖွေတဲ့နေရာမှာတမ္မာအာဇီဝဆိုပြီးတော့တရားသောနည်းဖြင့်ရှားမယ်ဆိုရင်တော့ဒါမဲ့ခင်၈ပါးထဲမှာတော့အကျုံးဝင်သွားတယ်ပေါ့မိစ္ဆာဇီဝငါရရင်ပြီးရောတရားဓာတ်တွေမတရားဓာတ်တွေထက်မတွက်ဖဲနဲ့မှားယွင်းတဲ့ရှားဖွေမှုမှားယွင်းတဲ့အသက်မွေးဝမ်းကြောင်းမှုလုပ်မယ်ဆိုရင်တော့ကိုကောင်းအောင်လုပ်ခါမှပိုးပြီးတော့ဆိုးအောင်လုပ်တယ်လို့မျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့ဝင်ကိုထမ်းတော့ထမ်းတာပဲဟုတ်လားဒါပေမဲ့ဝင်ထမ်းတာကမှားယွင်းသောနည်းဖြင့်ထမ်းတဲ့အခါကျတော့ဝင်ကပေါ့မသွားပါပဲနဲ့ပို့ပြီးတော့လေးသွားတတ်တယ်ဒါပေတဲ့တို့ဉာဏ်ရှိပါတယ်ဥစဉ်ဘာပြောတယ်ဆိုတာကိုပေတဲ့တို့သဘောပေါက်ပါတယ်ဟုတ်လားတချို့ကိုဘဝကိုချမ်းသာရေးအတွက်ရှာဖွေမှုနဲ့ပံ့ပိုးတယ်ဟုတ်လားအဲ့လိုမျိုးကောင်းအောင်လုပ်တယ်အဲ့လိုလုပ်တာကနီလန်းမမှန်မဲနဲ့လုပ်လိုက်တဲ့အခါကျတော့ရေရှည်မှာကိုယ့်အတွက်အများကြီးပို့ပြီးတော့နစ်နာသွားတာမျိုးမရှိဘူးလားရှိရနော်ဒါကြောင့်တချို့ရှာဖွေရင်းနဲ့မှန်ကန်တဲ့နီလန်းနဲ့ရှာဖွေရင်တော်တော်ရှိပါရဲ့မှားယွင်းတဲ့နီလန်းတွေနဲ့ရှာဖွေမိရင်ရေရှည်နစ်နာစရာအကြောင်းမရှိဘူးလားရှိတယ်တော့လောလောဆယ်မနာရလို့ဆင်းရဲတာကတစ်မျိုးရှားဖွေမှုမှားယွင်းလို့နောက်တစ်ချိန်မှာကြီးကျယ်တဲ့ဒုက္ခတွေနဲ့တွေ့ရတာကတစ်မျိုးဒီရှားဖွေမှုသည်စဉ်းစားကြည့်မယ်ဆိုရင်တန်ဝေကကိုရစီတယ်ဆိုတာအလွန်ထင်ရှားတယ်ပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တန်ဝေကကိုဖြစ်ပေါ်စေတဲ့အကြောင်းတရား၈မျိုးဒါကိုတန်ဝေကဝတ္ထု၈ပါးလို့ခေါ်ပါတယ်နော်ဇာတိဇရာဗျာတိမရဏအဘေတန်တရားအတိတ်တန်တရားအနာဂတ်တန်တရားအမြဲရှာနေရတဲ့အနေအထားဟုတ်ရဲ့လားဒီ၈မျိုးကိုစဉ်းစားဆင်ခြင်ခြင်းအပြင်တန်ဝေကတရားကိုရအောင်တည်ဆောက်ရမယ်
တဝေကတရားထက်တန်လာတာနဲ့အမျှဝရိယတရားထက်တန်လာမယ်ဝရိယထက်တန်လာတာနဲ့အမျှနော်သင်ရင်တော့တတ်မှာပဲကျင့်ရင်တော့မြတ်မှာပဲမဆိုနိုင်ဘူးလားဗျာဝရိယတရားထက်တန်လာတာနဲ့အမျှကြိုးစားအထောက်မှုကြီးလာတာနဲ့အမျှကိုရည်ရွယ်ထားတဲ့ချမ်းသာဒုက္ခကိုမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့ဒီကနေ့ညနော်သင်မတတ်မြည်ကျင့်မမြတ်မြည်လို့ဦးဇင်းတို့ခေါင်းစဉ်လေးပေးပြီးတော့ဟောပြောလိုက်တဲ့တရားဒေသနာပြန်ပြီးတော့အနှစ်ချုပ်ကြည့်မယ်နော်ပထမဆုံးပါပြောလိုက်တော့ကဏမောက္ကလနာသုတ်တံဟုတ်လားအစဉ်အတိုင်းကျင့်ရတယ်အစဉ်အတိုင်းပြုရတယ်အစဉ်အတိုင်းသင်ရတယ်ဆိုတာဒီမြတ်စွာဘုရားရဲ့အဆုံးအမမရှိဘူးလားဆိုတော့မြတ်စွာဘုရားဗါတဲ့တော့ရှိတယ်ပထမပါရှိရမလို့သီလရှိအောင်လုပ်ရမယ်ပြီးရင်အိန္ဒြေ6ပါးကိုလုံခြုံအောင်စောင့်စည်းရမယ်ပြီးရင်အစာအသောက်ကိုအတိုင်းရှိသိရမယ်ပြီးရင်နိုးချမှုရှိရမယ်ပြီးရင်တတိတံပဇင်ရှိရမယ်ဟုတ်လားပြီးရင်စိတ်ညင်ရအရမှာနေထိုင်တဲ့အလေးချင်းရှိရမယ်အဲ့ဒီလိုနည်းနဲ့သူတော်ကောင်းတရားကိုကျင့်ကြံကြိုးကိုအထောက်မယ်ဆိုလို့ရှိရင်နိဗ္ဗာန်ချမ်းသာကိုရမယ်ပေါ့ဒါပေမဲ့မြတ်စွာဘုရားညွှန်ပြတဲ့အတိုင်းကြိုးစားမှရနိုင်မယ်ပေါ့နော်နိဗ္ဗာန်လည်းရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြတဲ့မြတ်စွာဘုရားလည်းရှိတယ်ဒါပေမဲ့တချို့နိဗ္ဗာန်ချမ်းသာရတယ်တချို့နိဗ္ဗာန်ချမ်းသာမရအောင်ဘာလို့မရတာတုံးဆိုတော့ခိုင်းတဲ့အတိုင်းမလုပ်လို့ပေါ့ဟုတ်လားတချို့လှုပ်တော့လှုပ်တယ်ခိုင်းတဲ့အတိုင်းလှုပ်တာမဟုတ်တချို့ကတော့လှုပ်ကိုမလှုပ်ဘူးကဲဘယ်သူမှတော့မရနိုင်ဘူးနော်ခိုင်းတဲ့အတိုင်းမလှုပ်တဲ့လူလည်းမရနိုင်ဘူးမလှုပ်တဲ့လူလည်းမရနိုင်ဘူးဒါပေမဲ့လို့မြတ်စွာဘုရားခိုင်းတဲ့အတိုင်းလှုပ်တဲ့ပုဂ္ဂိုလ်တွေကတော့ရနိုင်နေရဲ့ပေါ့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအဲ့ဒီကဏမောက္ကလနာသုတ်တံမှာရာဇကြိုမျိုးရှိတယ်လမ်းလည်းရှိတယ်ညွှန်ပြတဲ့လူလည်းရှိတယ်သို့တော်သွားတိုင်းရောက်သလားဆိုတော့မရောက်ပါဘူးခိုင်းတဲ့အတိုင်းမှန်မှန်ကန်ကန်သွားတဲ့လူသားလည်းရောက်မယ်ပေါ့အဲ့ဒါလိုသွားခြင်းဆိုတဲ့ပြင်းထန်တဲ့လုံလဝရိယရှိဖို့အတွက်တံဝေကတရားရှိဖို့လိုတယ်တံဝေကရှိဖို့အတွက်အခုဦးဇင်းတို့ပြောခဲ့တဲ့ဇာတိဇရာဗျာတိမရဏအဘေတန်တရားအတိတ်တန်တရားအနာဂတ်တန်တရားအာဟာရပရိယေတနာဆိုတဲ့ဒီတရားရှစ်မျိုးကိုစဉ်းစားဆင်ခြင်ပေးဖို့လိုပါတယ်ဆိုတာလေးဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့သည်တတိတံဝေကတရားလက်ကင်ထားပြီးတော့ပြင်းထန်သောဇွဲလုံးလဝရိယဖြင့်သူတော်ကောင်းတရားကိုကြိုးစားအထောက်ရင်းဖြင့်မဲ့ညံဘုံညံမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့နော်သင်မတတ်မြည်ကျင့်မမြတ်မြည်ဆိုတဲ့တရားကိုမေတ္တာပို့ပြီးတော့ဆုံးသတ်ကြရအောင်နော်